ပြောချင်တာကတော့ဖြစ်နိုင်ချင်ကအများကြီးရှိတယ်ကာမရှိကျွန်တော်တို့ကမှလည်းဒီလိုတော့ကျွန်တော်မင်းချင်တာကတော့ဟာခါမျိုးကြီးကမျိုးဖားတွေကဟာခါမျိုးမှာလေကွေးရှိဖို့အစီအစဉ်ပြလားဆိုတာကိုမေးချင်တာအဲ့တော့အစီအစဉ်ကိုလို့ပဲဒါလည်းကျွန်တော်ကဘယ်နည်းမဆိုဘယ်လားမဆိုဘယ်နည်းလားမဆိုဘယ်ဥစ္စာမဆိုလေကွေးကိုစောင့်နေတော့ဘယ်ကပဲစားဘယ်အစိုးရကပဲရကဘာဘာကပဲရကျွန်တော်ချီးပြီးတော့ကျွန်တော်ရဒါနဲ့ကိုလိုတော့ကျွန်တော်ကတော့ဘယ်လားဆက်ကျွန်တော်အစီအစဉ်ကိုလို့ဒါတွေမကားတဲ့ကျွန်တော်ကအခုဆိုရင်ဩစတြေးလျနိုင်ငံမှာဒီနေ့ဒီနေ့ဒီနေ့ကနေပြီးတော့ကျွန်တော်ချိပြီးတဲ့အတွက်ကိုဩစတြေးလျဒေါ်လာနဲ့စေတာအခုရှိတဲ့ telehealth system ဒီလိုမျိုးကိုပြောရတယ်လို့ဆိုပြီးဖြစ်နေတယ်။အဲ့ဒါဆိုတော့နေပြီးတော့မှရှိတဲ့ထောက်စုကိုကြည့်တဲ့ကျွန်တော်တို့လက်မှာတော့ဒီလက်မှာထိုးဖို့ကျွန်တော်ဒီထောက်စုကိုကြည့်တဲ့တွေ့တာဖြစ်တယ်။အဲ့ဒီ telehealth ကပါလဲဆိုတော့ဟာကမျိုးနဲ့မှရှိတဲ့ URL တိုင်းမှာ system ကိုအဲ့လိုထားပြီးတော့လေဆိုတော့ကဟာကမျိုးနဲ့မှရှိတဲ့တော့ URL တွေကဖြားလာတဲ့အခါမှာဟာကမျိုးမှာရှိတဲ့စိတ်ကိုလည်းဆက်သွယ်လို့ရတယ်အဲ့ဒါကို telehealth စနစ်လို့ခေါ်တယ်အဲ့ဒါအော်စတြေးလျနိုင်ငံပဲနဲ့အမေရိကန်ပြည်တော်စုမှာနယူးယောက်မြို့ပဲဒါတိုးလို့ရသေးတယ်ဒီလိုတော့ပေါ့နော်အဲ့တော့ကောင်းတာကကျွန်တော်ကအမေရိကန်ပြည်တော်စုကိုတွားပြီးတော့အမေရိကန်ပြည်တော်စုမှာအကြီးမားဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့ Bethel Church လို့ပြောဆိုတာကိုတွားတယ်ပါစတာ New Jersey ဟောတာကဘာကတိတဲ့ဘုရားကျောင်းပေါ့လားဘာလို့လဲဆိုတော့အမေရိကန်မှာဆိုရင်ဒါနာမည်ကြီးပဲနောက်ကဘာပြပြစားမှာဘုရားကျောင်းနာမည်ကြီးကတော့ Hillsong Church နဲ့အခု Bethel Church ပေါ့နော်ဒီလိုခရီးလောကမှာတော်နာမည်ကြီးတယ်အဲ့မှာကျွန်တော်စကားပြောတော့ပါစတာအပြပြစားပါစတာတွေ3000ကျော်ဩစတြေးလျနိုင်ငံရဲ့အရာရှိတဲ့မှာပါသွားတယ်ကျွန်တော်ပြောပြမှနောက်ပိုင်းမှာသူကအရာခံစားပြီးတော့ကျွန်တော်ကိုစာပို့ပြီးတော့ဩစတြေးလျနိုင်ငံပြည်နယ်က Queensland ပြည်နယ်ကပါတဲ့ကျွန်တော်အဲ့ဒီနေ့ပြောခဲ့တဲ့စကားကိုကျွန်တော်တော်တခုတည်းရခဲ့တယ်တဲ့ဩစတြေးလျကျွန်တော်ပြည်နယ်ဆိုရက Queensland ပြည်နယ်ဆိုရကဒီ telehealth system ကိုသုံးနှစ်အသုံးပြုပြီးဆိုရင်တော့အသုံးပြုပြီးသွားတဲ့ကိရိယာတွေကိုလို့ကိုကျွန်တော်က update လုပ်ပြီးတော့ဒါကို offset နိုင်ငံအဖွဲ့အစည်းတွေကိုပြန်ပေးလေးရှိတယ်။နေ့ပြောတဲ့ရဆိုတော့ chip နဲ့ဟာဒီလို telehealth system ကိုအရာလိုပါနေနေ့ပြောတာကိုငါကြားတဲ့အခါမှာစိတ်ဆန်းပြီးတယ်။ဒါကြောင့်မလို့ဒီစနစ်အကိုလို့ကိုအဲ့ဒီ offset ငွေနဲ့ဒေါ်လာ10တန်အပူရှိတဲ့ telehealth system ကို chip နဲ့ကိုလာပေးမယ်ဆိုရင်မင်းတို့ဘယ်လိုအတူပြုမလဲဆိုတာငါ့ကိုပြောပါလို့လား။အခုကျွန်တော်ဆွေးနွေးနေတယ်။ရာကိုမျိုးမှာရှိတဲ့ Australia နိုင်ငံတာမရှိနေကျွန်တော်တွေ့တယ်အခုဆွေးနွေးနေတယ်ဒါလည်းဖြစ်လာနေဆိုတော့ဟာခါမျိုးနဲ့တစ်ခုလုံးထာလာမျိုးနဲ့တစ်ခုလုံးမတူမျိုးနဲ့ကိုမျိုးနဲ့တိုင်းမှာ telehealth system ကိုကျွန်တော်ပေးနိုင်တော့ Australia ကပြည်နယ်ဆိုရ telehealth system ကိုကျွန်တော်ရေးနေတယ်ဒါပဲတော့ပြောချင်တယ်ဆိုရင်ဒါတွေဟာလည်းရှိနေမှာလားဒီကျွန်တော်ကဒါတွေအားလုံးကိုကြိုဆိုဖို့လို့ဒါတွေအားလုံးမှာပူပေါင်းဖို့လို့ပဲဒါတွေအားလုံးကိုကျွန်တော်ကဖျားတကြီးအဖြစ်လာတယ်ဆိုတော့လက်ခံတာဖို့နဲ့ကျေးဇူးတော်ချီးမွမ်းနိုင်ဖို့လို့နံပါတ်1အမေရိကန်ပြည်ထောင်စုမှာအကောင်းဆုံးစိတ်တက်ကတူကပါလဲဆိုရင် Cornell Medical University New York မြို့မှာရှိခဲ့အဲ့တက်ကတူမှာ professor တွေကကျွန်တော်မေးဆွေးကြည့်တယ်ဖြစ်တယ်သူတို့နဲ့အခုဟာဆိုရင်တော့လက်မှာထုတ်ပြီးတော့လေ All America ပြည်ထောင်စုမှာ National Health Institute ဆိုတာရှိတယ်သူတို့မှာဆိုတော့စောင့်ကြည့်လိုက်တယ်အဲ့ဒါပါတွေ့တယ်ဆိုရင် health ကိုခေါ်တယ် mobile health အတိတ်ကတော့ mobile phone က ultrasound နဲ့အခုအမေရိကန်မှာအကြီးမားဆုံးကုမ္ပဏီကပါလဲ Apple mobile phone နဲ့ ultrasound ဒီလောက်ပဲရှိတယ်ကြည့်လို့နော်အခုဟာခမ်ဆိုတော့နော်အချစ်ဖြစ်နေတယ်အခုက mobile phone မှာပဲအဲ့လိုတတ်စီပြီးတော့လေ0ရှိတယ်ဒီပညာတော်မြင့်တယ်ဒါပေမဲ့လည်းဒါ chip နဲ့မှာအသုံးပြုနေအောင်ကျွန်တော်တို့က Cornell Medical တက်ကတူကြီးနဲ့အခုကဒီလိုဆောင်ရွက်နေတယ်
အဲ့ဒါဖြစ်လာတဲ့တနေ့ကျရင်လည်းချိပင်းနဲ့တစ်ခုလို့အတွက်ကြားမလေးကိုကြောင်းလဲစီတယ်ကြားမလေးကာချနာကိုကြောင်းလဲစီတယ်ပြောလို့တာကတော့ရွာတိုင်းမှာအောင်ထူဆောင်လို့ရတယ်ဆိုတဲ့ပြောပေါ့အဲ့တော့ခလေးယူဆိုရင်မမွေးခင်မှာခလေးဒါမွေးနိုင်တဲ့ခလေးလားခွဲရမယ်ပြီးတော့မွေးရမယ်ခလေးလားဆိုတာလဲအကုန်လုံးအဲ့လိုအခြေအနေဖြစ်ပြီးမှကျွန်တော်ကြည့်လို့ရတော့ဒီတွေကပေါ့နော်အမျိုးသမီးတွေအုံးမတဲ့ဧကေစာကဘာမှအများစုကေစာဒါရီကိုလို့ကိုလည်းဒါအောက်ထူဆောက်ကတစ်စိမိုဘိုင်းဖုန်းမှာကျွန်တော်ဒီတိလို့ရတယ်ဒါလည်းလားပြီးတော့တခုကတော့ drone အမေရိကမှာပဲသူတို့ value company နဲ့ကျွန်တော်ချိတ်ဆက်နေတယ်အဲ့ဒါကျွန်တော်အမေရိကတာမချင်းနဲ့လည်းဆွေးနွေးခဲ့တဲ့ရာကုန်မျိုးမှာဘုရားရာကိုကြားတယ်အမေရိကဆွေးရအောင်မှာ international United States Agency for International Development ဆိုတဲ့ဌာနအကြီးကြီးရှိတယ်အဲ့ဒီဌာနအောက်မှာက innovative program လို့ခေါ်တဲ့ဒီလိုမျိုးဆူဆူဆာဆာနဲ့လုပ်တဲ့ဥစားတွေကိုလုပ်ပေးတာရှိတယ်အဲ့ဒါကိုကျွန်တော်ပြောနေတာကပါလဲဆိုတော့ drone ဆိုတာကလူမဲ့လေအဲ့ဒီလူမဲ့လေကပိတ်တာ30ပိတ်တာ20တဲနိုင်ပြီးတော့မိုင်တစ်ထောင်သူ့ဟာလည်းပြတာလားဆိုလိုတာကတော့ချိပင်းထဲမှာအဲ့ဒီလူမဲ့လေကဘယ်ရွာမစိုးဘယ်နေရာမစိုးဘယ်နေရာမစိုးစီလို့ရတယ်ဒီလောက်နေကွက်စီလို့ရတယ်ဆိုတော့အဲ့ drone ကစိတ်ကိုတယ်မယ်ကာကိုစိတ်ကိုတယ်မယ်လိုအပ်ရင်တွေးတောင်မှတယ်လို့ရတယ်ဥပမာတွေးအများများဖက်ပြီးတော့တင်နေတဲ့လူစီတဲ့တယ်လို့ရတယ်မွေကိုက်ပြီးတော့မွေဖြည့်စစ်ဆိုတာကဟာခါနဲ့တယ်ပေးတယ်ပြီးဥပမာအဲရောက်တဲ့အခြေအတရက်ကြာလို့ဆိုတော့ဒါနဲ့ drone နဲ့ဆိုတော့10မိနစ်ပဲကြာတယ်အဲ့ဒါနိပညာတွေကိုလည်းကျွန်တော်ရှိတယ်အတွက်ကိုကျွန်တော်စူးစမ်းနေတယ်ဒါကိုလည်းစတော့ပြပါဆိုတော့လေစီဆိုတာကဒါဒီရဲ့အခုလို့ဒီနိပညာတွေတက်ပညာတွေကိုလို့ကျွန်တော်ချိပညာကိုလာနိုင်ဖို့လေစီကိုကျွန်တော်ပြောလို့ရတယ်နော်လေစီကိုပြောတဲ့အခါမှာလေတစ်ခုနဲ့လေစီတစ်ခုကိုကျွန်တော်တို့ပြောတာမဟုတ်ဘူးဘုတော့ချိပညာနဲ့အကိုင်းကြီးစုလေကြောက်ရကပေးတာအခုကလေစီဖောက်ရတဲ့လေပြလာမဲ့ဥစ္စာမရှိဘူးဒါနဲ့အခု MAF လို့ခေါ်တဲ့ Mission Aviation Fellowship ကအခုကျွန်တော်ဝချီဆိုပြီးကိုလိုတီးရဲ့အဲ့ဒီ MAF လေယာဉ်ကလေချိပီနဲ့အသက်ဖျားကဖာစစ်ထားတာနော်လူ10ယောက်လူ12ယောက်လူ20ယောက်အဲ့လိုထားလို့ရတယ်လေကျွန်တော်ချိုင်းတာရွေးကျွန်တော်နဲ့ကိုက်မိတဲ့လေကိုတိုးရမယ်ပေါ့အခုမြန်မာနိုင်ငံမှာဆိုရင်ဥပမာလူအယောက်80လူအယောက်100ဆိုတော့တကယ်တော့ဆိုကျွန်တော်commercial လေကြောက်စီးပွားရေးလေကြောက်တွေကလူ100 200ဆိုတော့လူ90ဆိုတော့ချိပီနယ်ကလူဦးရေ9သိန်းဆိုတော့ဘယ်ကျွန်တော်ဆယ်ယောက်ပဲထိုင်ပြီးတော့ထိုင်ဖို့စစ်စက်ကပဲနဲ့မကိုက်လို့ဆိုတော့တခါပြပြီးတော့ပြတော့ပဲရှိတယ်ဒါပေမဲ့အဲ့ဒီလေကြောက်ကလူ10ယောက်တင်လို့ရတဲ့လေကြောက်လေလေးရှိတယ်လို့လူ20ယောက်တင်လို့ရတဲ့လေလေးရှိတယ်လူအယောက်30သွားတဲ့လေလေးရှိတယ်ဆိုတော့ကြောက်ကျတော့ဖျားချောက်ကပါစာရီတော့မှာလေငါလိုက်တယ်အေးငါတက်ဆီလို့ငါထားလို့ရတယ်ဆိုဘယ်လောက်ကောင်းတယ်လဲအများကြီးဘူးလေအခုဥမာဒီထောက်စုကိုကြီးကဒီဘလိုတော့ဆိုတယ်အေးပေါ့ကားနဲ့တွားရလဲတိတ်30ကုန်မယ်လေငါလိုက်ပေါ့အများမမယူတာကိုသူတို့ကအများမယူတဲ့ချိပင်းတဲ့အတွက်တက်တာရကပိတ်တဲ့လေကြောက်ပြီချိပင်းတဲ့ကိုပြာသားဖို့ချိပင်းတဲ့လေကြောက်တွေမှာပြာသားဖို့အဲ့ဒီလေကြောက်ကအစစ်တိဖြစ်နေတယ်ဘယ်တော့ကောင်းအဲ့ဒါတတိကောင်းပဲလေမဟုတ်လားအဲ့ဒီချိန်ကိုကျွန်တော်ကဘယ်လိုမှကြော်လို့မရဘူးအခုကပကံမှာအဲ့ဒီကိုထားမယ်မဟုတ်ရင်လည်းရာကူမှာထားမယ်ကျန်တော့ကြိုက်တယ်လို့မှာလို့ရတယ်ထာလာသွားစီတယ်ဆိုရင်ထာလာစိတ်ကိုစစ်မော့ဟာခါကိုလာမယ်ဆိုရင်ဟာခါလေးစိတ်ကိုစစ်မော့ဟေးဟယ်လိုလီအားလားဟုတ်ကဲ့ပါတနင်္လာနေ့မှာနေပြီးတော့တနင်္လာနေ့မှာနေပြီးတော့ရောက်လို့ရတယ်။ကြဘယ်တော့ကောင်းတယ်လဲနော်။အဲ့ဒါလေကြီးကိုကျွန်တော်ပြောနေတာဖြစ်တယ်။အဲ့လေကြီးရဲ့စီတီရှိနေပြီ။ map လေကြီးရဲ့စီတီရှိနေတယ်။သူတို့ကကဘာမှာလေပေါင်း130ကျော်ရှိတယ်စမ်းရှိပါတော့။လေပေါင်း130ကျော်ရှိတယ်။အမျိုးစား။အမျိုးစားပေါ့။
ဘုရားမောင်းတဲ့လူတွေကိုလူကလည်းတိုင်တော့ဒီမောင်းတဲ့လူက400ကျော်ရှိနေပြီသူတို့မှလည်းရှိတာတို့မှခြားခါလေးစိတ်ကိုပြီးတော့ဒီခါလေးစိတ်ပြီးတော့ဒီလေးစိတ်ပြီးတော့ပြီးဆိုတော့ကျွန်တော်ဖလားလေးစိတ်ကိုအဓိကတူပြီးတော့လားဖလားလေးစိတ်မှာတော့လူကလေးချိုထားတော့ချိပင်နဲ့အတွေ့သူတို့ကပြသလို့ရတယ်လို့ချိပင်နဲ့ကနေပြီးတော့ဟိုထိလက်ကြလို့အခုဖလားလေးစိတ်ကအချစ်ချစ်ဆိုတော့ဖလားလေးစိတ်နဲ့မီဇိုရမ်မှာရှိတဲ့အိုင်ဇောလေးစိတ်တော့လက်ပူလေးစိတ်နဲ့ကျွန်တော်စစ်ဆန်လာမီဇိုရမ်မှာရှိတဲ့ကျွန်တော်လူတွေကတူပဲလေကူကီချင်းမီဇိုဆိုတာဘလို့ဖြစ်လဲအဲ့ဒါ international border ကြီးဖြစ်လာ international trade ကြီးဖြစ်လာတယ်ဆိုတာတော့မှသူစစ်ဆန်လို့ကျွန်တော်တို့တီကီတော့မနေ냐ဒီကနေပြီးတော့တီကီကိုလာကောက်ရောတနိုင်ကြီးပဲလာတိတ်မကောက်လေးတူသေးလို့လေတနိုင်မောက်တူနိုင်မောက်ဒီကနေပြီးတော့ဆိုင်ဟာမျိုးဆိုရင်လောက်တိုင်မျိုးဆိုရင်လောက်တိုင် district ဆိုရင်တော့နိုင်ကြီးအခုအပီပီဆာ border trade ဆိုတာကဒီမှာစီးရတယ်ဘာဖြစ်လို့လဲတိမရှိတာဒါလည်းကျွန်တော်ကစစ်စားဖို့လိုတယ်တော့အရေးကြီးကဘာမှာအကြီးမားဆုံးသောနိုင်ငံကအိန္ဒိယနိုင်ငံဖြစ်လာတော့လူဦးရေတစ်ထောင်ဆိုတော့2020ကကြာတယ်ကဘာမှာအကြီးမားဆုံးသောစီးပွားရေးကလည်းတရုတ်နိုင်ငံအိန္ဒိယနိုင်ငံဖြစ်လာအဲ့ဒီတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအကြားမှာချိပြီးနေစီအဲ့ဒီနိုင်ငံအကြီးမားဆုံးနိုင်ငံဖြစ်လာမဲ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမဲ့အိန္ဒိယကကျွန်တော်နဲ့တနိုင်ခီးမှာရှိအိန္ဒိယမှာထွက်တဲ့ကားတွေဥပမာကျွန်တော်မောင်းနေတဲ့ဥပမာကိုတိဇာကားကလာတာအင်္ဂလန်နိုင်ငံကထိုးတဲ့ကား Land Rover တေး2000ဒါလည်းဒီမောင်းနေတဲ့ခုတေး2000တာကမောင်းတော့မနေညောင်မှာပိတ်ပေါက်တော့နော်ချီတောက်ကလုံးမလဘလွယ်ဘူးနော်အဲ့ဒီကားတွေကကောင်းတဲ့လားတွေနော်ကျွန်တော်တို့ချိပင်ရလားတွေတော့မမောင်းမကမ်းဘူးပြီးတော့နည်းနည်းအဲ့ဒီအဖိုးလေးကိုလေဒီအဖိုးလေးကိုလေအဲ့ဒီကားကဝယ်ပဲဆိုလာတာမျိုးမှာတော့ပါရမှာအခုလေးကိုဝယ်ခဲ့တော့သူပေါင်နဲ့ဆိုနေရာဝယ်တယ်အဲ့ဒါအခုလေးတော့ဤတရားမှာအဲ့ဒီကားလုံးနိုင်တဲ့ဥစ္စာအကုန်လုံးနိုင်တဲ့ကားကတိတ်တရားနဲ့မှာရှိတယ်ကမဖောက်တိစပယ်ပါလက်ဒီတကားနာမှာရှိကျွန်တော်တို့ဘာဖြစ်လို့ဂျပန်နိုင်ငံကကားတွေကိုစက္ကန့်နဲ့ဒီကိုချစ်တော်မှာမောင်းနေရတယ်ကျွန်တော်နားမလည်ဟာခါမြို့တော်ကြီးကဣဒီယာထုတ်လို့တဲ့ကားတွေအကုန်လုံးကိုကချီပီနေကိုရောမိချနာကိုရောစစ်တွေကိုရောနေလို့ကိုရောဒါတော့များတဲ့စီပွားရေးအကြီးကြီးဘာဖြစ်လို့မလုပ်နိုင်လဲကျွန်တော်နားမလည်ဘူးကိုကိစ္စဖြစ်စီတယ်ပါကျွန်တော်အဲ့ဒီဣဒီယာနိုင်ငံကျွန်တော်ကချီကိုရောဘီကိုရောရှာကိုရောချီပနေကအချာတာဆိုပနေဖြစ်လာဖို့တရားကလုပ်တာအခုကျွန်တော်အဖို့ပွားတွေကအဲ့ဒါလဲလာတော့အခုတက်တဲ့ချီပနေဟာအစီအစုပနေဖြစ်ဒါနာလည်းဘုခဲ့ဥမာချီပနေဟာခမျိုးမှာနေစာကိုတွေ့မြို့တော်ကြည့်ဖြစ်လို့ဟာကမှာခုရှိပွဲတခုမှမရှိဟဲ့လားဒါကြောင့်မို့ကျွန်တော်ဟာအများကြီးစဖို့တက်ကတူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာကျွန်တော်ချစ်သွားတယ် electronic library ကိုကျွန်တော်လုပ်တယ်ကိုဒီဇိုင်းရဲ့တူတူကအဲ့ electronic library ဟာတကယ်တော့ဆိုတော့ဒေါ်လာနဲ့$3,000 $4,000တာကိုမျိုးစားဖြစ်တယ်အဲ့ဒါကိုတိစာကသူ့ဟာနဲ့သူအများကြီးကိုကြခပ်လို့လုပ်တာနော်ဒါမှမဟုတ်ဒါထက်အများကိုအဲ့ဒါကဘာဖြစ်မလဲဆိုတော့ electronic library မှာ smartphone ကိုလုပ်ကလည်းအဲ့ဒီ library ကအပြတ်တော့ပဲရှိတယ်အဲ့ဒီထဲမှာကိုကစာအုပ်တစ်တောင်းလောက်ရှိတယ် offline internet မလို့အဲ့ဒါကိုကျွန်တော် library မှာထားတယ်တခါတည်းနဲ့ကိုကကွန်ပျူတာအလုံး20ကိုကျွမ်းလို့ရတယ်အဲ့ဒီအလုံး20စီမှာကိုကကဲ mobile မှာကျွမ်းရင် mobile မှာအများကြီးတဲ့စာအုပ်ကိုကိုလို download လုပ်ရတယ် article တွေပေါ့
Wikipedia က article တွေဆိုတော့5.5 million ရှိတယ်အဲ့မှာ5.5 million တကယ်လို့ဖိုင်လို့မဟုတ်အဲ့ဒါကိုကျွန်တော်ဟာခါခေါ်လိုက်ပါဒါလည်းကားနဲ့ဟာခါတက်တူဖြစ်လာတဲ့အခါကျရင်ကျွန်တော်ကကြီးမဆုကတော့ student exchange program ပေါ့အင်္ဂလန်နိုင်ငံကကျောင်းသားတွေကိုဟာခါလာကဟာခါကျောင်းသားတွေကိုအင်္ဂလန်တော့အဲ့ဒါ student exchange အဲ့လိုလုပ်ချင်အဖြစ်ကျွန်တော်လာနာမျိုးနဲ့ဟာခါမျိုးကအဆက်အသွယ်ကောင်းလာကျွန်တော်ချိပီနဲ့လူငယ်ခောက်ဆောင်တွေနဲ့အင်္ဂလန်နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုနဲ့လူငယ်ခောက်ဆောင်တွေကတူတူလို့ရတယ်ဒါ student exchange program လို့ခေါ်တယ်တော်ညာလည်းဟာခါမှလည်းပြုမရှိဘယ်ကျောင်းသားမှလာချင်မှာမဟုတ်ဒါကြောင့်မလို့ဆက်လို့ရတယ်ပြီးတော့လည်းကျွန်တော်က Oxford တက္ကသိုလ်လို့မှာပြီးတော့ Oxford University ကတော့အဲ့မှာ professor တဲ့ကျွန်တော်ကြည့်တယ်အမေရိကန်တက္ကသိုလ်ကလည်းကျွန်တော် Oxford တက္ကသိုလ်သူတို့မှာ professor တွေမှာလာဖို့မခံဘူးသူတို့ကကျွန်တော်လိုအပ်တော့ဆွဲဆောင်လို့ရမယ်လို့ကျွန်တော်တရားမှာမဆွဲဆောင်နိုင်စရာအကြောင်းလည်းမရှိဘူးတို့ညာလည်းပဲသူတို့လာတဲ့အခါဝါဆောင်မှုမရှိဘူးဘယ်လိုလုပ်မလဲဝါဆောင်မှုပေါ့နော်ပြီးတော့လေစိတ်မရှိသူတို့ဘယ်လိုလာလဲဒါကိုလည်းကျွန်တော်ကြောက်ကြည့်နေဆွေးနွေးတယ်ပြီးတော့ဒါလည်းမကားပဲနဲ့အက္ခစားကိမရှိဘူးအက္ခစားကိကိုလည်းကျွန်တော်ရှိနိုင်ဖို့ရတယ်ကျွန်တော်တက်ဆိုင်ရာ connection နဲ့ကျွန်တော်တို့ပြီးတော့ဒီစစ်စားနေဟောဒီမနေ့မှလည်းကျွန်တော်ဒီ GTR ကြောက်ကြည့်နေတွေ့တယ်ကျွန်တော်ရောက်ပြောတယ်နာကလေးရှိအဲ့မှာ technical theory နော် skill နဲ့နိုင်ပေါ်လာအခု chip နဲ့မှာကားမောတော့တော့မရှိဘူးကျွန်တော်လည်းပြီးကိုနိုင်ငံခြားတဲ့နေတဲ့ကျွန်တော်တို့ခေါ်လာတယ်နော်ဆရာဝန်ကြီးတွေပြန်လာတယ်ဥမာအခုလေရှိတာရှိဟာခါ hospital မှာလေခွဲစိတ်ဆရာဝန်ကြီးတွေပါရကူကြီးတွေအင်္ဂလန်နိုင်ငံဆိုတော့မနေ့ကခေါ်ရတာ most to see လေဟာလိုက်ပြီးမှလေအင်္ဂလန်နိုင်ငံကပါရကူကြီးတွေ၄ယောက်၅ယောက်နေရတာသူတို့လာတဲ့ကွာပကာကကားဆရာတွေကိုကျွန်တော်ကမောက်ခရခွင့်တေးရှိတေးကိုတေးပေးရတယ်လေဘာလို့ဆိုတော့ချိပနဲ့ကားမောက်တယ်လို့မရှိလို့ဒါတော့မှအစားကျွန်တော်က hospitality လို့ခေါ်တယ်လိုက်ပြီးကိုရောက်လာတော့သူတို့ကနေဖို့ထိုင်ဖို့တေးရှိတယ်ကျွန်တော်သိဒါရအောင်ကစားချီတီအိုင်ကဒေတာပေးနေတဲ့ဂိုလိုအများကြီးရှိတယ်ဒီမနေ့ကုတီစာနဲ့ကျွန်တော်ပြောတော့သူ့ရဲ့မိတ်ဆွေကြီးကြီးက engineer without border လို့ခေါ်တယ်ကမ္ဘာမှာအဖွဲ့အစည်း engineer အဖွဲ့အစည်းကြီးနဲ့တူခါတာရှိတယ်သူတို့ဥက္ကဋ္ဌဒါကိုဆရာရှိတဲ့ကျွန်တော်ချိဆက်တယ်အဲ့ဒီဖွဲ့စည်းရနေပြီးတော့ချိဆက်ပြီးဒီမှာမေးလေဝင်ဘယ်လိုဒီဖလမ်လေဝင်ဘယ်လိုပြီးချာလူလေလာကြည့်ကဲဆောင်းနေသိရှိသူကဒီမနေ့ကျောင်းချင်းနဲ့ပြောပြတဲ့နောက်ပိုင်းမှာကိုကိစ္စကဥက္ကဋ္ဌကြီးကိုဆက်သွယ်ပြီးဥက္ကဋ္ဌကြီးကဘာပြောတယ်လဲဆိုတော့လေစိတ်တော့ပြီးမယ်လေအဲ့ဒါလည်းမေးတယ်လေစိတ်ရှိတဲ့ကမှဖွင့်တယ်လားဘလို့စီတီလိုက်နော်ကဲဘလို့ဟုတ်ပြီးတော့ကျွန်တော်ဒါမကဘူးလိုင်းအီဂျီနီယာကြီးကြတဲ့အီဂျီနီယာဘက်ကအမေရိကန်ပြည်ထောင်စုကအီဂျီနီယာအဖွဲ့အစည်းက Engineer Ministry သူတို့ကအခုလည်းပြည်စီကိုချကြတယ်ဆိုတော့ပြောချင်တာကတော့ GTI အတွက်တော့ဒီမနေ့ကျွန်တော်နေအောင်အတူတွေ့ပြီးတော့လက်ဖက်တောင်းရင်းနဲ့လေစဉ်းစားပါအချီးကြီးပေါ်လာပြီတခုဒါတောင်မှကျွန်တော်ချိနေတော့ဘယ်လောက်အတော့ချနိုင်လဲကဘာဘာကလည်းကျွန်တော်နာမှာစီ Engineer without border ကျွန်တော်နာမှာစီMath International Math လေကြောင်းဖွဲ့စည်းလို့နာမှာစီကျွန်တော်အစိုးရဝစီကျွန်တော်နာမှာစီမေကြီးရှိတယ်မေကြီးမရှိတော့အဆောင်တော့မရတော့တော့မေကြီးရှိတယ်အဓိကမေကြီးပေါ့မေကြီးမရှိလို့လေစိတ်တော့ရတော့နော်လုံးတော့အကုန်လုံးရှိတယ်ဘာဖြစ်လို့မဖြစ်နေတယ်လဲဆိုရင်မဖြစ်နေတာကျွန်တော်ကနည်းနည်း idea ပိုက်ပါကျွန်တော်ဘိုးစစဖို့နောက်ဆိုတဲ့ပြောလို့တာကတော့ချစ်တဲ့ညာရေးချစ်တဲ့ကြားပါရဲ့ချစ်တဲ့တုံးတဲ့ရဲ့ချစ်တဲ့ဖြစ်ဖြစ်ကိုတို့ကဖြစ်ချေတာလေဖ
people လည်းလိုရလာပြီဟာခါမျိုးကြီးဟာလည်းကျွန်တော်ကကြီးကြီးမားမားနဲ့ဆက်ဆက်ဖို့လိုလာပြီဒီတိုင်းနဲ့ကိုကျွန်တော်ချိန်နှံလို့မရတော့ဘူးဒီတိုင်းနဲ့ကိုကျွန်တော်မရဘူးကျွန်တော်အတူတကွကျွန်တော်မျိုးတော်ကြီးနဲ့ကျွန်တော်ပြည်နေကြီးတုံးတဲ့အောင်လုပ်ကြပါစို့တားတယ်တော့လို့ပဲလိုအားရောဒီမေကြီးထဲမှာဖြစ်နေတယ်ကတော့လို့ပဲတဲ့နိုင်ငံမှာဆိုတဲ့နေရာမှာဆိုတော့ပဲဆွဲဆောင်မယ်လိုအားရောကျေကမာတော့မှတော့မယ်ကြည့်နေတဲ့အတွက်လိုအားရောကျွန်တော်ဟာဒီမှာရှိတဲ့မျိုးမျိုးတွေကိုလိုလဲဒါကနားလည်းပြပါတကယ်ပြောတာပါဒီလောက်ကျွန်တော်မှာဆက်တွေလေအဖွဲ့အစည်းတွေ connection တွေများတယ်ဒါကိုအတူချဖို့ခြေတာတယ်အင်္ဂလန်နိုင်ငံဗီတောင်မှကျွန်တော်နဲ့တူရှိတယ်ကျွန်တော်ဘာလို့သိတယ်လိုသိတာတော့ကျွန်တော်ပဲပြောက်လက်ဖို့လိုတယ်ကျွန်တော်စိတ်ဓာတ်မှာဒါတွေကိုယုံကြည်ပြီးတော့လက်ခံပြီးတော့လေကျွန်တော်ချစ်နေဟာခါလေးစိတ်ကူပြောလို့ဆိုဟာခါလေးစိတ်ပြီးတော့ကျွန်တော်ဖလာတိရိမလေးစိတ်ပြီးတော့ကျွန်တော်ဘလဲဝါလေးစိတ်ပြီးတော့ချစ်နေမှာလေးစိတ်စိတ်ကူတော့စိတ်ဘလာတော့နော်အဲ့လေးစိတ်စိတ်ကူကကဘာမှာခဲကဘာလက်ကြီးတယ်တနည်းကို3သိန်းလောက်3သားလောက်ယူလာနိုင်ရင်ရှိပြီလေကတော့ဘလောက်ဝေးရှိကြတယ် international နဲ့စက်ကိုတွေ့ရတဲ့ idea နဲ့လုပ်မယ်ကျွန်တော်ကတော့ပိုက်ဆံယူတဲ့နေရာမှာပဲအခြေကိုလို့ဟုတ်ဘူးလားအချာမစစားတယ်အဲ့ဒါကစင်ကာပူကဘာမှမထွက်ဘူးချီပီနေကမိုင်စကွာရဲဆိုတော့1000ရှိတယ်မဟုတ်လား1000လောက်စင်ကာပူကတရားပဲရှိတယ်သူတို့နိုင်ငံမှာဆိုတော့လူကြီးနေတဲ့ဘာထွက်တယ်လဲဘာမှမထွက်ဘူးဘာရောက်တယ်လဲဝါဆောင်မှုရောက်တယ်ဟာဘာမှမထွက်ဘူးသူတို့မှာတာယာရှိတယ်လားကျွန်တော်ကမေကမိုင်တရားပါပါချီစကွာမိုင်ပဲရှိတယ်ဆိုတော့ဘတူမှမေတာယာလို့ပြောမေဒီတို့ချင်းနေကစင်ကာပူတဲ့အစားကောက်တစ်ထောင်နိပါကျပြီးတော့ဘာလို့ဒီနေ့ဒီလိုရှိနေတယ်စင်ကာပူကလူလည်းလူပဲကျွန်တော်ကလည်းလူပဲမျက်စိတစ်ခုသူလည်းတစ်ခုချိန်တစ်ခုလက်တစ်ခုကျွန်တော်လည်းချိန်တစ်ခုလက်တစ်ခုသွားကြပါဆိုလို့ကြပါဆိုမဟုတ်ဘူးလားကျွန်တော်ကဦးနှောင်းမှာအများကြီးစပ်လို့အဲ့ဒါကိုကိုလို့ကိုဆိုတော့မိသားခံတော့စင်ကာပူလည်းဘာမှချိပင်းနေတာကျွန်တော်ပညာရေးကိုထိုးလို့တယ်ချိပင်းနေတာကျွန်တော်ဂျမိုင်းကိုထိုးလို့လို့ရတယ်ချိပင်းနေတာလေဆက်ကိုဘေးကိုထိုးလို့မယ်ဆိုလို့ရတယ်ချိပင်းနေတာလေကြောက်ကိုထိုးလို့မယ်ထိုးလို့ရတယ်ဖះကထိုးလို့ပြတာလေကောက်လေတာကိုကျွန်တော်အတူချမယ်ဒါလေးကိုလို့ဟာ renewable လည်းဖြစ်တယ်ဥမာအခုကချီပင်းနေတာမှာထွက်တဲ့အကြောင်းစိတ်တွေနော်ပထမရဆိုတော့ကိုခါတဲ့နေရှိတယ်ကချီပင်မှာဆိုတဲ့ကျောင်းစီတွေကတော့နှစ်ပေါင်း1000လောက်မှတစ်ခါထွက်လာကျွန်တော်ချီပင်မှာတော့ဝါကိုကြည့်ပါဝါတော့အခုကဝါနဲ့လုပ်တဲ့စပွဲတွေဝါနဲ့လုပ်တဲ့ပကံတွေပဲပလတ်စတစ်နေရာမှာဝါကတော့ဝင်လာကဘာကပလတ်စတစ်မချိုက်တော့တနေ့တစ်ခါထုတ်တယ်လေပလတ်စတစ်ကဆွေတွေတွေကနှစ်1000လောက်မှတစ်ခါထွက်လာကျွန်တော်ဒီခွာပါတယ်တနေ့တစ်ခါပေါ်တယ်တောင်စလားပါလဲတနေ့တစ်ခါပေါ်တယ်ကျောင်းစီကတော့นี่တော့မှာတခါလဲပေါ်တယ်တော့ကျွန်တော်ကရှိပနေကိုဒီခွာပါကစားတောင်စလောက်ပါကစားလေကောက်လေနာကစားကျွန်တော်ရေကစားတောင်ကစားတော့ကစားဒါတော့အကုန်လုံးကျွန်တော်ရှိနေတယ်အတော့ပြကြပါဆိုတော့ကျွန်တော်ပြောရတယ်ကိုယ်ကိုချိုးပါတယ်လို့ပြောပြပါกันมากันทีเดียวทุกท่านที่กันดูแลกันช่วยเชื่อมช่วยเจอกันดูเลยถ้าดูจูถ้าต้องการสิ่งนั้นกิจกรรมที่อะไรกันมาดูฟอร์มเรียนชิมสติกันดูดูท่านต้องสงขากันมาหาขาสิ่งเดียวที่เกี่ยวกับโรคที่กันดูนี่จะต้องการกันมีสิ่งสารเลยกันนั่นจะดูที่สารชิมด้วยนะชิมด้วยนั่นเองဒီအယောင်နဲ့ဒါရော
나는 바이러스를 봤어요. 어떠셨어? Ja, sein Kollege. Ja, und die This is very cold these days, so I need blanket to cover my body. Mà cái gần dân lâu thế chúng ta đi cả hai chân của các bạn hiện tại miền Nam original là Ok, rồi trên chỗ biểu mà chúng ta sẽ hình bộ. Trên chỗ là chỗ Hong Kong, American điều là chế điều chỗ mà mình siêu tu ta trong thế này rồi, anh sinh anh là cái đấy. Tu ta tu là project group for tu solar mine, tu computer tu là coolant pansin electronics này, đó là tu web tu mà mình biết rồi, đó là tu bốn giờ, anh tu coolant này pansin này, mi an để đâu này computer tu là này, đó là tu solar mine này bao này ông tu là, đó tu ta là, aku tu ta là American mà Silicon Valley mà games company mà là được, đó mà tu phải à Orang ada tu saya prioritas ni boma tu sini ni apa tahu ya, no, yang tu milo ada tu, tu yo ama, punya mesin di PC ni kau ni ni mesin ni, aron tu orang tu yamong mesin jago tu, singani mesin orang, tu ada tu ni mana bold ada, nama epic ada, tu ada ni mesin lah ada, kelihatan nama tu Chicago, tu Amerika ya ada, si gua ini ada tu thalai. Tapi tu payah di seku di ni semua kau ni tu sekitar nasi dia. Aku PC piang dah ni, tu no welu ya solar piang aji, tu no battery aji, dan welu ya. Aku tu payah tahu kamu ni, tu no pemima. Pada masa tu no tu naya lagi mojo, itu wali daima. Kami sahaja daima, tu no ini ni lalu dah. Review nak tak mana ya. Chúng ta đây đào tạo chúng ta đây xin mời anh chúng ta này rồi xa rồi đấy thì mi sĩ đây nè trong này sĩ đây sau đây rồi đấy nó cái đua mi nè thì solar lấy ra rồi battery thì nó chỉ rồi 2V sẽ là lớn thà chúng simple mà thà rồi đó nó sẽ lấy vô 300 amp hours now inverter nè nó thì computer ở đây sẽ nè cũng mong nè khá là
စားဆိုကျွန်တော်ဒေါက်တာဆဆနဲ့နောက်ပေါ်မှာတွေ့ပြီးတယ်သူရွာရောက်တဲ့အချိန်ဟာဒီနေ့အလုပ်ကိုကောင်းနေတယ်ကျွန်တော်တို့တစ်သေးလေးပြောရတယ်ဒီစနေတော့ရှိပြီးတဲ့စီမံကိန်းနဲ့ဆွေးနွေးပြီးကိုပြည်စီရောက်နေတာလည်းဒီတလမ်းတော့ဇန်နဝါရီလမှာဆင်းတာနောက်ကသူကလည်းဒီကမရာရင်းနဲ့တွေ့လို့အကြောင်းလေးပြောပြီးကျွန်တော်၅ဆုံးရှိတယ်သူတွေဒီကေသွားကြည့်တယ်ဒါတော့ကျွန်တော်ဒီချိန်ဒီမှာလာကြည့်တယ်သူနဲ့လည်းတိုက်တဲ့အပေါ်တာဒီကံလောက်ထားပြီးနေရာပေးထားပြီးအပေါ်မှာမိုးသူရှိရတော့တောင်ဘက်ပြန်ကျွန်တော်ပြတိမော်လေးလေးလေးဥစ္စာစဉ်းစားဒါလည်းတွေ့တာလည်းနေတာအဲ့ဒါနဲ့တော့မကွေးနေမှာရှိတယ်ဘယ်လိုမှမြင်နေမှာရှိတယ်အဲ့ဒါနည်းကြံရဲတယ်ဒါပေမဲ့ကျွန်တော်လည်းမသိသေးဘူးဒါပေမဲ့ဒါလည်းကျွန်တော်ဒီငါးစုမှာလူနာအတွက်သူတို့ဆွေးထားတယ်ဒါလည်းလူများသိရင်ဒီစနစ်ကလွတ်တတ်တယ်တော့မှတခြားလည်းသူကလည်းတခြားလူရှိနေရှိရင်ဒါလည်းကျွန်တော်နောက်ထပ်ပြန်ပေါ်တယ်ဒါပေမဲ့သူအစားဆုံးသူလူမဲ့တနေ့မှလို့ရတော့3000လောက်ပို့ဒီစီရတယ်လူလာနဲ့ဆွေးနိုင်တယ်မဟုတ်ဒါပေမဲ့စနစ်ကပြားခြင်းလူနာပြားဒါပေမဲ့စားရင်ဒီကလေးကကြောင်းမှတည်နေတဲ့စိတ်ဉာဏ်ရှိပြီးတာလေထားစင်းတဲ့ဥစ္စာကိုဒီတည်ဒါကစားလို့သူဒီဒီစီတော့ကောင်းတယ်ဒီစနစ်ကတော့ကောင်းတယ်ဒီပါကျွန်တော်ဒါလည်းတောင်းကြတယ်ကျွန်တော်လည်းစိတ်ကနဲ့ကျွန်တော်ဒါလည်းဖြစ်အောင်လုပ်ပေးတယ်ရောက်တဲ့ဒီဟာကတက်ကြလို့လေတွေ့သူတို့မိရှိတယ်ဒါပေမဲ့ကွန်ပျူတာလည်းမရှိဘူးဒီ တက်ကြလို့လည်းလုပ်တဲ့စာရီဆိုင်တူကူရှိပြီးသားဒါပေမဲ့ကြီးဖို့ကွန်ပျူတာမပါဘူးကျွန်တော်လုံးဝရှိတယ်ကျွန်တော်နမ PC နဲ့လောက်ရှိပြီးသားဟောကျွန်တော်တစ်သက်နဲ့ကွန်ပျူတာလည်း30လောက်သူတို့မရှိတယ်ဆိုတော့ solar လို့စီမံဒါလည်းဖြစ်အောင်လည်းကြိုးစားလူရှိနေတဲ့စာလည်းပြောရအောင်တခြားမိတ်ဆွေတွေသူကလည်း poet ကျွန်တော် Australia မှာလည်းမိတ်ဆွေရှိသူလူချင်းတွေအခုကျွန်တော်ဒီ solar နဲ့ပတ်သက်ရကွန်ပျူတာနဲ့ဒီ technical library နဲ့အဲ့လိုကိုကျွန်တော်ဒါလည်းစနစ်ကဒါလည်းထုံကားပါကျွန်တော်ဒီမှာလည်းလာဒါပေမဲ့ဒေါက်တာဆာရန်ကူလည်းပေါ်ပြောဒီလင်းခွင့်လို့ဖို့သူနေမှာဆာလို့လေးပြီးတော့တွေ့တယ်လင်းခွင့်ကကျွန်တော်ဒါတော်တယ်မှာဒီမှာလည်းပါကျိုးရှိတယ်စဉ်းစားအခုသူပြောတော့များနေကျွန်တော်အပြေးဖြစ်နေဒီကျိုးရှိတယ်ကလည်းလို့လားအဲ့ဒါလည်းအောင်မြင်မှမချင်ဘူးဒါလည်းနည်းပါအားလာချင်းချင်းလို့ဆိုနေဒါပေမဲ့ဒီတော့ကျိုးရှိမစင်းစားဘူးတကယ်ကျိုးရှိတယ်ကျွန်တော်ရှိသမျှမိဆွေများပညာတတ်တဲ့လူများသူတို့လာချင်းကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်လာဖို့ရန်ကုန်နဲ့လာ3ရက်လောက်ကြာတာခံမောင်းရနော်သူတို့ချစ်ပြီး9ခုမြောက်ခုရောက်နေပြီကျွန်တော်ရဲ့မိုးတဆိုင်နဲ့မြင်လာရဲကျွန်တော်3ရက်သွား3ရက်ပြန်အဲ့ဒါ6ရက်ကုန်သွားပြီရောက်တယ်လေ4-5ရက်စီပြီးတော့ပြန်သွားအဲ့တော့တကယ်အသွားပြန်ပို့ချင်းကုန်ကျွန်တော်တခြားမိတ်ဆွေလာခြင်းအသွားပြန်ပတ်ကုန်လာတဲ့3ရက်ပြန်နေစီတာပါတော့တချို့ကမလာနိုင်အဲ့ဒါကြောင့်ဒီလင်းပြန်နေဆိုတော့အင်ဂျင်နီယာကပေါ်လို့ပြောတယ်နေရွေးပြောပြီးနေသူအောက်ကလည်းချောင်းတာလည်းရောက်20လောက်ခါတယ်ပေါ့အဲ့ဒါရှိတယ်သူတို့လည်းလေးလာပြီးတော့သူတို့ဒါစစ်စံနေလို့ရဒါမှဒါလည်းအခုကျွန်တော်လင်းကားနဲ့ကျွန်တော်ငါးနဲ့ရှိပြီးတော့ကျွန်တော်အစားဆုံးချိန်ပြီးသွားတယ်ကျွန်တော်စားဆုံးတောင်းတယ်ကမ်ပလက်နဲ့မိုတော်ဆိုင်ကနဲ့မောင်ပြီးတော့မိတာလိုက်သွားဟိုတော့မှလာချင်းပြီးမှလာတယ်ကောင်းတယ်လားသူတို့ထောက်ပြီးတော့လေသူတို့မြို့ဖြုတ်ကြပြီးသူတို့ဒီနမတောင်စီးပြီးတော့လေကျွန်တော်မိတာသွားဖို့လေလာပိတ်နေသူတို့excavator နဲ့ကျွန်တော်တမန်အဲ့ကျွန်တော်ဘာမှမလုပ်တော့ကားမှာသွားကျွန်တော်မိုးဆိုင်ကိုဖြတ်လို့ရတယ်ဒီပြောတယ်ကျွန်တော်မြို့ပြင်တိုင်းနောက်ကလည်းပါပြောကိုရတာပြောနေနောက်တစ်ခေါက်သွားနေတာပါစားဆုံးဒီ reservoir နဲ့ဒီဟာကလည်း reservoir နဲ့လာနဲ့ကားနဲ့တော့သွားလို့မရသူအချင်းချင်းနဲ့ကျွန်တော်မိတ်ဆွေတယောက်မိုးဆိုင်နဲ့သွားဖို့သူကသူဘလုံးကကျွန်တော် land rover နဲ့သွားလို့ရတယ်ဒီလမ်းဒီလောက်ပဲရှိတယ်ပေးရတော့ပြုတ်ရတယ်နေရှိတယ်မော်တော်ဆိုင်ကိုလည်းနဲ့နဲ့တော့သွားလို့ရတယ်ဒါအရင်3
Dr. Sasa Manega to build on it. Do I even call it land shall you go to Malawi in the common way? I shall call it up there. Go up, Tiki and a yell at the end of my yell and now it's over me. Yell at me. She don't know the Dubina. Midane Gamon, mighty Anne, to motorcycle to a Lambega, indeed. She don't know to love that. You need to say, to pull and talk on it, exactly on it. So I like more than good people. I don't know the set way. Ilenia, Nane, Piri, Angel Hakata. Urunga, Karia Bama, the cover of the book. And only a Chiga in the lane, phone set way, Yan, overall, and Kemi, Yawole, the PV, the Anne, and the Quad engine, the name and thing where they gave to people. A Kua said, we now block on Chile, Jalun, and the Jalun. And I take out the Kua, Land, Yalishi, or that would take it.
Bozung lei kha no ero sa ka taya ko bila me 8 pong tating sei jayung ma tating no sei jayung ma tating mo and the thing thong nai le ero sa ni pong de chano ti de taya na se ma ko ero sa le lo be ba no chano ti de no bra ko na le ni ko le ti de ka che ro ma tha me ani nai ka ko ku le le bu che ti ke la me se ko ro sa tuang le yo tuang tham ne o sa pie ne za pa sa pie ne tru in ku la pra chi tru le si do era ro ku la ne ro me su sa le no bi ro chano ro hai ro ni ne su en manipura jinong tamaka iwa mi ka wa tong ya si se ka ro bi ro trong những cái sản phẩm của chúng thì đã biết qua mà lúc này nó ở sản phẩm company của mình nhà cái ngành cái company cái làm cái rồi chỉ cần như vậy chỉ cần khai cho nó sản xuất ra một số cái vụ của lấy là chỉ để chỉ phải thế ở sản phẩm về là 처리 ngành cái rồi lúc này để rồi là làm việc rồi cái ba bà này của chị xem rồi đấy đã cho nó lúc điều chỉnh chỉ có mà chỉ bố chú mà suy lên thì cái đó nha đó là cái đó cái đó chỉ là cái chú sĩ của nó đã có lúc tay trả tiền là khi mà đã thì cái đó suy đó cho nó làแต่แกดาริโกโลว่าရှိတယ်ဆိုတော့ဖြစ်နေတာအခုမှမရှိဘူးဘယ်လိုလဲနော်အခုကကျွန်တော်ပြောတဲ့ international border trade ကိုအခုအိန္ဒိယနဲ့မြန်မာနိုင်ငံကြားမှာရှိတယ် border trade ဖြစ်တယ်ဆိုရင်တနေ့အခုတော့မှအဲ့ဒီ receipt ကိုတော့ဆုံးလို့ရပါနော် PC လာတဲ့ကိုဥမာညောင်လူမျိုးကိုကြည့်ပါနော်ဒါချင်းလေးမျိုးကိုကြည့်ပါကရှာပြနေမှာဒီမှာညောင်လူမျိုးကိုကြည့်ပါတနေ့ကိုအဲ့နေရာမှာလာတဲ့ PC ကလည်းအမေရိကန်ဒေါ်လာနဲ့ဘီလီယံကျော်တယ်နော်ဘီလီယံထဲမှာချိပြနေဆိုရချိပြနေဆိုရကိုကောက်အဲ့ဒီ PC အကိုတော့ကိုကောက်လာတယ်ဒီလိုဆိုရလာတယ်လို့ဆိုတော့ဒါတော့လေစိကတော့ကျွန်တော်30လောက်ဆောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်စီမံကိန်းရှိဖို့လိုတယ်နော်ဒါအရေးကြီးတယ်တို့ကခုကကျွန်တော်အမေရိကန်ပြည်ထောင်စုမှာကျွန်တော်ဝါရှင်တန်အမေရိကန်ဆိုရတဲ့ကျွန်တော်ပြောတယ်စကားပြောတယ်ကောင်းတာကခုစိတ်ပါမယ်ဆိုတာရှိတယ်ဒီခါတော့လည်းကတော့ Reverend Dr. Shankiudo Reverend Dr. Shamaro လို့လေဘလိုပါရောဒီနေ့နောက်မှာလို့ရှိတယ်အခုလို့ကောက်ပေါက်ကြတယ်အဲ့မှာတို့မှာတကယ်အကြီးမားမားနဲ့ microfinance လုပ်ရရှိတယ်ဒီမှာဒီမှာလေဒီမှာငါတခုလုံးမှာလုပ်ပြီးတော့ရှိတဲ့တခုပဲမလုပ်နိုင်တာအကြီးကဲကိုတွေ့တော့ဘာလို့ရှိတဲ့ကိုခွဲချက်ဆက်စားတယ်ဆိုပြီးတော့ကျွန်တော်မေးကြည့်တယ်နော်စကားကိုစားတယ်ရှားပြီးမှတော့လုပ်နေတော့ကဲဘကွေးနဲ့မလုပ်နေရှိတဲ့ကြမလုပ် inaccessible လို့ပြောတယ်ဒါတော့ဒီကေကတော့ရှိနေတာတွားလာခက်ခဲလို့ကျလို့ဘသူပဲဖက်စီမမလာဘူးလေဒါတော့လေစီလို့ပြောတဲ့အခါမှာအဲ့ဒီကိုလို့အဲ့ဒီတို့ကိုချားတဲ့နေရာတွေကိုလို့တော့ဆိုတော့ရင်းနှီးမြှုပ်နှံတဲ့လူတွေညံ့လာအဓိကတော့အဲ့ဒီလေစီကတော့ခုနကပြောတဲ့စီးပွားရေးအတွက်အချက်အချာဖြစ်နေเนาะကျွန်တော်တို့နိုင်ငံရေးအတွက်အချက်အချာဖြစ်နေကျွန်တော်ရဲ့အနာဂတ်ရဲ့ချက်ချက်ချင်းဟာကားလေးစီလို့အဓိကလည်းပြောတယ်ကိုလို့ပြီးတော့အဲ့ဒါဖြစ်ကုန်ပြီဆိုကျွန်တော်နေဆက်ကိုတွေကိုဖွင့်မယ်နော်နေဆက်ကိုတွေတရုတ်နိုင်ငံမှာထွက်တဲ့ပစ္စည်းကိုဟာကားမှာရောက်တယ်အိန္ဒိယနိုင်ငံမှာထွက်တဲ့ပစ္စည်းကိုဟာကားလို့မှာဒီနေ့မှာအဲ့လေလေမငွေကတော့များလို့ရှိတယ်ကောက်လို့ကိုမကိုဒီတွက်လို့ကိုမကိုအဲ့ဒီအခေါ်နဲ့ကိုကချိတဲ့တခုလို့ကိုလုပ်ပြီးဆောက်လေစိကတော့တိုက်တဲ့နေရာမှာဆောက်လို့ရမှာအခုကိုတူတူလေးတယ်ကားစီကိုဘလော့ကောင်းလာဆက်ပြီးတော့ဘယ်ကောင်းလာလို့လားလို့ကောင်းတော့မှန်တယ်ဘုရားလေးကဟိုကျွန်တော်မျိုးပါစီတော့ဟိုဒါလည်းတော့ပြောရတယ်သူစင်လာတော့ကျွန်တော်တို့ကဆေးမျိုးပါဆိုတော့ဒီလက်ပါဝါရှိတယ်ကျွန်တော်တို့ဘာသာပဲမျိုးပါလာတယ်တော့ဘာလဲဆိုတော့ခါမောက်ပေါ်လို့ဆိုတာဘောင်းထုတ်ပါအဲ့ဒီစီကိုပြောတာဒါလည်းကျွန်တော်တို့ဒီနေ့
analysis ကိုဒီကြောင့်ကိုစာတမ်းထူပါအခုရောက်ကျွန်တော်ခန်းနေတယ်အလုံးစုံခါအဲ့ရောက်တော့မရှိပါဘူးအဲ့ဒါလည်းစစ်ကိုသိချင်ပါတယ်နောက်ပါတော့ကျွန်တော်တို့ဒီကျွန်တော်တို့ကိုပေါ်လာတဲ့ဒီဟောင်းကိုလည်းလေးနဲ့ပတ်သက်တော့ဒီဘက်ဘက်ကပြရရှိတာဒါပေမဲ့လူကြီးကဘာပြောလဲဆိုတော့ကျွန်တော်တို့များလို့ရှင်းနေတယ်သူတို့လည်းလားကြီးပါလေလမ်းနေဟောင်းလားအော်ကျွန်တော်တို့ဒီလိုမျိုးလမ်းနေဟောင်းလားဆက်ကြည့်အော်ကျွန်တော်တို့ကလေးတွေးရှိပါဘူးများလို့လည်း space တွေတိုင်းပေါ့နော်တကယ်ပါတော့များလို့သုံးဆိုကျွန်တော်တို့ချင်းဒီကျွန်တော်တို့ကတနေ့ဒီစားတော့ဒီစမှာကျွန်တော်ပြောရတဲ့ဒီစားဒီတော့တော့မှမတ်လာတာဒီစားမိခုတော်မိခုနဲ့ဒီစားဒီအပြီးတို့ရဒီကလေးတော်မှာဒီစစ်တော်မှာဆင်းလို့အမှန်တရားရှိလို့ဘလို့ဆိုတော့ကျွန်တော်ချင်းလေးတင်ပြတော့နော်တော့ခဏတော့တော်တော်ပြောတာပြောမှာလေဒါတော့ကဒီစမတော့ကျွန်တော်တို့ကဒီစာတိတာကလည်းဒီမှာဒီကြီးပါဒီစက်လေးမှာဒီနာတူတဲ့ပတ်သက်တဲ့ဒီတဲ့နာတော့လည်းအကြီးကြီးဆောက်တော့မှဆောက်ပြီးတယ်တကယ်လို့ကချင်းနေတဲ့အတွက်ကိုဒီစက်လေးပေါ့ဒါကကျွန်တော်ကတင်ပြတာခက်ခဲလို့ရှိတယ်ပေါ့နော်တော့ခုနဟိုဒီလုတ်တဲ့နေရာတွေကဒီငိုးဒီမျိုးစားများလားတော့ချင်းတော့ကတော့ခုနကဒီ ရှင်းရှိတယ်။တော့ခုနတိုင်းလေးကိုခုနကဝေးပါတယ်။ရှိတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကဘယ်လိုတွန်းနိုင်လဲ။အဲ့ဒါလေးနဲ့ပြီးချင်တယ်ခုနကပြောတဲ့ဒီမှာတော့ကျွန်တော်ခုနကတော့ပြောတာကြည့်လိုက်တယ်ဒါပေမဲ့ဘယ်လိုတကယ်လို့သွားနေတယ်ဒီလိုလားတော့ဘယ်လောက်ဟိုက်သွားနေလဲ။တော့ဝင်းဆိုရှင်တော့ရှိတယ်ဆိုတော့ဒီညာဟိုပြောနေအဲ့ဒါကတော့လည်းအကျိုးရှိသူ့ဘောတော့ဒီဘက်တော့ရှိတယ်။တကယ်မှသွားတော့ပဲဟိုသုံးလို့ဟာလို့ဆိုရှင်တော့ခုနကတော့အားရတယ်လို့အားရတယ်ဒါမျိုးလုပ်လို့ဆိုတော့ဘုရားနဲ့ဆက်လိုက်တာနဲ့ဒီဟာကစာပုဒ်ကမယ်သူအသုံးပြတဲ့ကာလလေးကနေရတဲ့အခါကျတော့လူရှိမှလာတယ်ဆိုတော့စစ်စစ်ဒါတော့ဟိုဆရာတို့တော့တို့နဲ့ဒီဘာဖြစ်နေပြီးတော့ဆက်နောက်ခုတော်တော်လို့ကျွန်တော်ဒီနိုင်လဲဒီပြုလုပ်လို့ဆိုကျွန်တော်တို့ဖြစ်နေမှာဖြစ်နေမှာတွေ့ကြအခုတော့နောက်နေ့ကို2020မှာဖွင့်လို့ဆိုတော့ကြားလို့ကြည့်နေတယ်ကြားပြီးခုတော့ကြားပြီးစိတ်မလာတဲ့ဒီမှာကိုသိထားပါတယ်သူတော်လည်းပဲပြောချင်လားပြောချင်လားလို့ဆရာဘုရားကပြောတော့မှာဘယ်လိုလမ်းကြောင်းဆိုတာလဲဒီနေ့လေးဝင်မှပြီးလို့ဆိုရှင်တော့ဒီဟာကိုကြည့်လိုက်ရှိတယ်တော့ဒီကျွန်တော်စီမှာကတ်နေရှိတယ်ကိုယ်နိုင်ငံခြားတော့ပြီးရှိတယ်ဘာကြောင့်ပြီးရှိတယ်ဒါပေမဲ့ကတ်ထားတယ်ကျွန်တော်ဟာဖြစ်နိုင်တော့နီလာလေးကိုဒီမှာတကယ်လို့ပြောချင်တယ်ဆိုရှင်တယ်အဆူအဖွဲနဲ့ပြည့်စုံတဲ့ဒီလာလေးပြီးမှဆိုရင်တော့ဒါကကျွန်တော်အဲ့ဒါလေးကြောင့်မလို့ဒီဟာလေးဒီလမ်းကြောင်းလေးခုနလည်းလမ်းပေါက်နေတဲ့ဟာကျွန်တော်တို့တောင်းရပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့အနေချင်းနေလေးဒီလမ်းကြောင်းလေးကိုမှပြေလို့ဆိုနေကြတယ်လို့ကဒီဆောင်ရွက်တဲ့အချိန်ရှိလာပေါ့။တော့ဆော့ဖဲလို့ဆော့ဖဲလို့လည်းဝိသုနဲ့တော့သူအားလုံးကတော့ပြောလို့ပဲဒီမှာဖြစ်နေတဲ့အချိန်လေးတွေကိုသူတို့နဲ့ face to face ပြောနိုင်လို့ဆိုရှင်သူရဲ့ live ဆက်ပြောဆောင်ရွက်နိုင်တဲ့ကြုံချင်းပေါ့ဒီမှာအကတ်တက်တယ်အားများလို့ကျွန်တော်တို့ဒီကွင်းလုံးနဲ့ဟာကိုကြည့်လာတဲ့ဒီတင်ပြမှုပဲဒါပေမဲ့ကျွန်တော်အကတ်တက်တယ်ပြည့်တော့မလာနဲ့တို့ဘာလို့ခဏလို့လည်းချင်တာအဲလိုတောင်းလိုက်ခဏလည်းတောင်းလိုက်ပြည့်လည်းတောင်းလိုက်သူကမှပတ်ချက်ပတ်ချက်တို့လို့ပြောစီစီဖြစ်တယ်ကျွန်တော်လည်းစင်ကာပူမှာတော့မဟုတ်တော့လည်းလာတော့ပြီးတော့ဒါနိုင်ဝေးစီတယ်တော့ကျွန်တော်ဆိုပါကျွန်တော်လည်းဒီမှာနေရောဒီကကိုလိုနဲ့စားနေတယ်နောက်ပြရတယ်စက်တယ်ပြန်တော့ကိုလေးစားလို့ဟုတ်ကဲ့ကျွန်တော်လည်းကိုလေးစားလို့ကိုမြေလည်းကျွန်တော်တို့ပြပြတဲ့ချက်ပါဒီ first card ဒီ women second card ကျွန်တော်တို့ GB အဲ့ဒါကိုဖိတ်ဖို့ကျွန်တော်တို့ပြပြတယ်ဟောဒါလေးတော့ကျွန်တော်တို့ဒီကဥစ္စာပြောတာလေကျွန်တော်တို့ဒီပညာရေးပတ်သက်တဲ့အခါဟောဒီကျွန်တော်တို့ပြပြတာဟောဒီအားဒီဘာလို့လဲကျွန်တော်တို့ဒီဘောဒီ testimony အဲ့ဒါလည်းကျွန်တော်တို့ကဒီမျိုးဖိုင်တဲ့ဘာသာဖြစ်ပြီးတော့ရရှိတာကျွန်တော်တက်နိုင်တဲ့ကတော့ဒီမျိုးဖိုင်တော့တယောက်လာရင်ကျွန်တော်တို့ကမျိုးဖိုင်သုံးပြောပြောတာခုနကတော့ဝင်လာတဲ့ US ကနေဟာခမျိုးပတ်စုံမှုကြောင့်ပြောတယ်တော့တယောက်လာတဲ့မျိုးပတ်စုံမှုကြောင့်ဒါပေမဲ့ကျွန်တော်ချီလို့ပြောနိုင်တာပါနိုင်ငံတော်သမ္မတလိုက်ချင်တော့ဒီလိုဖြစ်ကျွန်တော်တို့ခါမဆောင်းတယ်ကျွန်တော်တို့ပေါ်ထုတ်တာလို့ဆိုတယ်ဒါပေမဲ့တက်နိုင်တဲ့ပြောတော့ကျွန်တော်ကအားစိတ်လို့တယ်ဆိုတော့ကျွန်တော်ဟိုလေမြို့ခါဘာမှမလုပ်ထိုင်နေလို့နိုင်ကနေနေလို့ဒီမှာဆိုတော့ကျွန်တော်တို့မှလည်းဘာမှကြားလို့မရှိဘူးဒီကျွန်တော်မှလည်းကိုယ်တော့ဆက်ပါမရှိဘူးဒါလက်ရှိတော့ကြည့်ပြပြတယ်
သူကကိုရှိတယ်ပြောနေတယ်တော့ကိုလို့နေတယ်လို့နေလို့ဆိုတော့လို့တက်တယ်လို့ဆိုတော့အင်းအားနဲ့ဆိုပါတယ်တော့ကတ်တဲ့ရှိတယ်ဆိုတော့ဒီကဒါဆိုတော့ဒီပြတာလို့ပဲဒီရမွေလာလည်းပြီးဘလို့ကိုဆိုင်နေပြီစပြီးတော့မှပေါ့ဘလို့ကိုဆိုင်နေရမွေရမယ်ဆိုတော့ဒါကြောင့်လေးဆိုတော့နည်းနည်းလေးဟိုပြည့်စုံဖို့လိုတယ်ဟိုမဟုတ်တယ်အချမ်းလေးပေါ့ဒီစီကတော့အစွာခွက်တဲ့ပြည်ကတဲ့ first ပြည့်စုံခြင်းသူပြောစေခြင်းအဲ့ဒါမှသူအားရှိတော့ပြီးလာမှာဆိုတော့ဒီကကျွန်တော်တို့ကဒီအခန်းထဲရှိတဲ့ကတော့ဒီနေ့ပါဆိုင်အားလို့ဆိုရကျန်စာပြောရအောင်သိတယ် OK，ကျွန်တော်တို့ရှိအောင်ဥစားအောင်လည်းနော်ကျွန်တော်တို့သူ့ပဲကျုပ်တင်တယ်ဆိုလဲကျွန်တော်တို့ရှိတယ်ဒီမှာဟိုဖဲတာကိုလိုရောက်ဒီတော့ပုဂ္ဂိုလ်ကြီးတော့အခုကကျွန်တော်တို့မြေပြုခါတွေကိုလိုက်ပြီးကိုမကလို့မလာတယ်လို့ပြောရတော့တာကဖေကိုမေးတယ်လို့ပြောတာပါနော်ဒါတော့အကြည့်ချင်ဖို့ပါဘူးကျွန်တော်တို့ဆက်ဆံရေးကိုရှိဖို့နော်ဟာကလူတွေနဲ့ကျွန်တော်တို့ဆက်ဆံရေးကိုရှိဖို့အစိုးရကတော့ပြီးနောက်ငါနေပြီးဒီပါတီတဲ့ဒီပါတီတဲ့ဒါနဲ့ဟာကမှုတွေတော့ရှိနေတာပဲနော်ဒါအရေးကြီးဆုံးကျွန်တော်တို့အစိုးရနဲ့ကိုယ်လိုပေါ့လေအစိုးရနဲ့ကိုယ်လိုဆရာအောင်ပါကျွန်တော်လည်းလုပ်လို့ရတယ်ဒီချိန်ထဲမှာဒီကျွန်တော်တို့ဟာဟာကမှုတွေလုပ်တာဆိုတာကနော်မျိုးမျိုးမှဆိုတာကအာရှိကခွာပြီးပါမယ်ဒါတော့ကလူတူကိုစားပြတယ်နော်ကျွန်တော်အကာတာမရှိဘူးတက်တာမရှိဘူးဟာကမှမြတ်တယ်ပါပဲလေးစိဆိုတာလည်းခင်ဗျားတို့လက်ကျွန်တော်တာလို့တမီးလို့အနာကပဲသူတို့အကုန်လုံးအတွက်အကျိုးရှိအောင်ကျွန်တော်တို့လုပ်ရတယ်ဆိုတော့ကျွန်တော်တို့လူထုအတွက်အကျိုးရှိအောင်လုပ်တာကိုဘာမှဆက်ဆံမလို့ပါဘူးကျွန်တော်ကတော့ဘလို့ပဲဖြစ်ဘလို့ပဲခက်ခဲဘလို့ပဲဖြစ်ကျွန်တော်ကတော့ဒါကိုဆက်လို့ကျွန်တော်တို့လည်းစတော့တာပဲခက်ခဲဆိုငွေကြီးခက်ခဲလားဒီဘက်ကခက်ခဲဒီဘက်ကခက်ခဲလားအားလုံးဖျားတဲ့ကျွန်တော်ဖြစ်ရှိနေတယ်လို့ရှိဘူးလို့နိုင်လေးဒီစိတ်ဒီခါကပြီးနိုင်လေးအောင်ဒီမှာတော့အောင်ပြီးရှာတော့မရှိတော့ဘူးဘာလို့ဆိုတော့တဲ့တော့ကမှတွေ့ပြီ model ရှိပြီဆိုတော့ကျွန်တော်ကဒီလေးကတည်းကဆိုခုကခိတ်နဲ့နိပညာနဲ့တုတ်တက်လာတယ်နော်ဘုရားကမဖြစ်တယ်နေဖြစ်တယ်ဘုရားကမဖြစ်တယ်နေဖြစ်တယ်ဘုရားမိုဘိုင်းဖုန်းကအစားပေါ့နော်ဘုရားကမဖြစ်တယ်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီလေးကဝစီဘုံကျွန်တော်ကဘယ်လိုရှိတယ်ဆိုတော့ဒီလိုမှ visual ရှိတယ်ဘုရားချစ်တယ်ဆိုတာကမိုးဆိုတာနဲ့အခြေလိုက်ရတာမဟုတ်ဘူးလေနော်ဒီမိုးရွာတင်မှာဆိုတဲ့နေနဲ့နဲ့ဆက်တာပဲသူတို့ပကံမှာဆောင်းပိုင်းတယ်နေတာရခါမှာပကံနိုင်ပြီးတော့ဆက်လေးဆက်ကြအောင်လိုင်းပြီးနေဖလမ်းဆိုတာက15မိနစ်ပဲကြာပါဘူး7မိနစ်ပဲကြာပါတော့အဲ့ဒီရာသူတဲ့ချက်ချင်းညာတော့ဘရောမှာ visual ရှိတယ်ဘရောမီခရိုဖေးစနဲ့ပါတယ်ဘရောရှိတယ်မှာတော့ဘရောဆိုစူတောင်းတယ်တော့ဘာဖြစ်လို့မလုပ်တဲ့ဥစ္စာကိုဒီနေ့လုံးနေတယ်နေစားလို့ဘယ်လိုလုပ်လို့ကျွန်တော်ကပိုက်စာကိုလုံးရှိတယ်ဘယ်တော့မှတော့ကိုကြမလို့ဘူးဟိုးဖက်ကဘုရားဖက်တဲ့စာကကျွန်တော်စားဖို့မဟုတ်ဘူးမြန်မာနိုင်ငံမှာဖက်တဲ့စာကတရုတ်ကိုလို့စားဖို့ကိုနေတော့တကယ်ပြောတာမြန်မာ was a rice bowl of Asia မြန်မာနိုင်ငံဆိုတာဒီဘုရားကဒီရှိနေတာဒီကျွေးတဲ့နိုင်ငံပဲအခုလည်းဖြစ်နေတယ်ဘာလို့ဆိုတော့ချီတွေချမ်းမထက်တဲ့စပါးကိုစိုက်လို့ထွက်ခိုင်းနေတယ်အဲ့ဒါမဖြစ်ဘူးတောင်ရလည်းမောတယ်လေလည်းမောတယ်ဒီပြည်လည်းမောပြီလေလည်းမောပြီနော်တော့ကျွန်တော်အားလည်းမလာဘူးလောကအသားရလည်းမလာတော့ဘူးဒါလည်းမရတော့ဘူးတို့ချီတွေချောဖို့လိုတယ်ခွာရှိဖို့လိုတယ်နော်ကိုရီးယားပြည်သူပြည်သားတွေဘလို့ဖို့လိုတယ်ဒါတော့ကိုယ့်ဘဝရဲ့ဒီကတော့တောင်ရကိုပေါက်ပြောက်လုပ်မယ်ဒါလည်းကျွန်တော်ရွေးချက်တစ်ခုပဲနော်အခုကကျွန်တော်ယူငွေရလာမယ်ကမ္ဘာလက်ကြီးတွေပြောပေါ်လာမယ်ဆိုရင်ဒါကခုလုံးကိုမလုပ်တာစပါးဆိုတာကဘလောက်စီပေါ်ပေါ်လေးတွေတော့ခုခုမှထွက်တဲ့ဥစ္စာဒီကာကောမှထွက်တဲ့ဒီနာတော့ကျွန်တော်မလုပ်တော့အလေးတော့မှထွက်တာတော့မဆောက်ဘူးလေလူကတိစားဖို့ကမှထွက်တယ်အဲ့ဒါကိုကျွန်တော်မဆန်းနိုင်တာတော့ဒီမှာပဲဒီစုပ်ပြီးတဲ့တောင်းရမှာဟုတ်အဲ့ဒါစနေရတော့ကျွန်တော်ဒီမှာပြောင်းအောင်လုပ်ထားမယ်ဒါတော့မိခိုးကတော့ကိစ္စမရှိတော့ဘူးပြီးတော့ဝင်ငွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတကယ်တော့ဆိုမိလာကလည်းရှိတယ်ကျွန်တော်လည်းဒီစိတ်ကအစိုးရပါတဲ့တရားမှမဟုတ်ဘူးဝကြည့်တဲ့သူကသိတယ်
ဒါပေမဲ့ဆိုရထောက်ခံမှုကိုကျွန်တော်လုပ်တယ်အစိုးရကလည်းထောက်ခံမှုကိုပေးတယ်ပြီးတော့ကျုပ်တင်တယ်လူတမတာကိုလည်းထောက်ခံပေးပြီးတော့ဘယ်နဲ့ချိနေဆိုရကိုလည်းထောက်ခံပေးလို့ကျွန်တော်ထိပဲကျုပ်တင်တယ်ဒါပေမဲ့ကျွန်တော်အစိုးရပဲစတဲ့ပြောင်းမှာမလုပ်ဘူးဒါလို့ကနေပြည်တော်ကလည်းကျွန်တော်ကိုလေးစားတာဒါကောင်းတယ်အဲ့လိုဆိုတော့အစိုးရပဲစတဲ့ပြောင်းမှာမလုပ်လို့လေပြည်သူကိုလုပ်တယ်လို့လေဘယ်တော့မှမလုပ်ဘူးအဲ့ဒါကိုစီမံခန့်ခွဲနိုင်တဲ့အနေထားမှာဆိုတော့ရတယ်ဒီဒါကြောင့်ကျွန်တော်ရပြောတော့နော်ဒါကြောင့်ကျွန်တော်လည်းချက်ကြည့်တာအဲ့ဒါကိုကျွန်တော်အဲ့ဒီနေရာမှာရောက်ပြီဘုရားကအဲ့ဒီနေရာကိုခေါ်သွားပြီအဲ့မှာကျွန်တော်အကုန်လုံးပြလို့လည်းမရဘူးပြောရတဲ့ဒီတိုင်းပြောပြီးတော့ဒီမှာဗီဒီယိုတွေကိုလို့ယူနေတယ်ဆိုတော့ဒါအကုန်လုံးဒီလိုမရဘူးလေနော်ဒီကနေ့ကျရတာ confidential လို့ခေါ်တာ confidential စီးလို့လည်းဆိုတော့ကျွန်တော်ကအဲ့ဒီအဖွဲ့အစည်းတွေရတယ်ဒီအဖွဲ့အစည်းကထောက်ပံ့ပေးတယ်အဖွဲ့အစည်းလို့ပြောတဲ့အခါမှာတကယ်ဒါကျွန်တော်ကိုဒါအောက်ပြန်တယ်တကယ်တော့ဆိုရင်အင်္ဂလန်နိုင်ငံကတရားကနေပြီးတော့နော်ကဲနားသိတော့တယ်သူကကျွန်တော်ဘလို့မှဒေါ်လာကားတွေထုတ်လို့ရဘူးမှာပေါ့သူကလူခိုင်းတော့ဒီလေတရားပဲမဟုတ်ဘူးလားဒါအများကြီးရှိတယ်ကျွန်တော်အများကြီးရှိတယ်ပြောချင်တာကတော့ကျွန်တော်ကဘာမှမလုပ်ဘူးနားပါကဘာမှမလုပ်ရှိဒီလေးထုတ်လို့ရတယ်ပေါ့တို့ညနေလည်းကျွန်တော်ရှိမှဒီဟာဥမာဟာလေးစီဟာဘလောက်ကိုလည်းပါချက်ကိုလို့ရှိတယ်လေတော့ဘလောက်ကိုလုံးပေါ့ကျွန်တော် business plan အဲ့ဒါတော့ကျွန်တော်ဒီကြောတဲ့ခုနမက်တို့လည်းဒီကိစ္စကိုဆိုတာဖွင့်နေဆိုတော့ဒီကိုလုံးဒါတို့ပြောချက်ပြီးတော့ဝစီတို့ဌာနကိုဆိုရင်လည်းဆက်ဌာနလည်းဒီမှာလေကြောက်ဌာနလည်းကျွန်တော်ဆက်ပြောဆိုတယ်ဒီကမ္ဘာနဲ့အကုန်လုံးတက်မှာပေါ်လာလို့စားကိုကျွန်တော်ဒီနေ့ကဘာပါလို့ရှိတာလဲဟုတ်ဒီကဘရောငွေချိနိုင်ပြီဒီဘာပါဘာလို့လိုရတယ်သူတို့ကအတုံးသိနေဘူးသူတို့ကဘယ်လေးပြေးပေါ့သူတို့ပေးနေတယ်ပေးနေတဲ့ဆွေးနွေးလို့ကျွန်တော်ပြန်ချိကမှာပေါ့နော်အမေရိကန်ဆွေးနွေးလို့စကားပြောနေတယ်လို့ဟုတ်လားဒီတော့ကောင်းတဲ့စီမံကိန်းကြီးကိုလေဒီတော့ကောင်းတဲ့ချစ်လူမျိုးတွေချစ်တဲ့အတွက်ဒီတော့ကောင်းတဲ့စီမံကိန်းကြီးကိုဒီမှာလည်းဆွေးနွေးတဲ့ကွန်မြူနီတီဆိုလို့လုပ်နေတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံဆွေးနွေးတဲ့ထောက်ခံမှုလို့ပဲအဲထောက်ခံတဲ့ကိုရှိနေဆွေးနွေးတဲ့ကျွန်တော်လည်းလုပ်လို့မနေ့ကတော့တို့ကစားကြတော့ပြောတာဒါတွေကတော့မဆိုင်တော့တော့ကားတာပြပြဆိုတော့ဒါနေပြီးတော့ကပြပြနေပြီးတော့တော့ပေါ့နော်ပြပြဆိုရင်ကျွန်တော်ကဟာလေလုယာပြေးတော့လေအကောလို့အဲ့လိုပေါ့အချိန်နဲ့အဲ့လိုနေလာရှိတယ်ကပ္ပဘာနီလာနဲ့ကျွန်တော်နီလာနဲ့မဖြစ်နိုင်တောင်မှကျွန်တော်အမေရိကန်မှာရှိတဲ့ချီကိုလို့ကျွန်တော်ပြောတယ်ကျွန်တော်မျိုးတော်တွေတက်ပြီးခဲ့တယ်ကျွန်တော်မှပြပြချက်ကိုလို့ရပြီထောက်မယ်ဒေါ်လာ30တက်မိုးရဲဆိုတော့လည်းတက်မယ်ဟာကာဒီလိုလည်းတက်မယ်ရှားမယ်လေဘလောက်ကိုလို့ပေါ့ဥမာတိတ်တောင်းတူကိုပဲဆိုပါတိတ်တောင်းကတော့ကျွန်တော်လည်းလိုရတိတ်တောင်းကိုတိတ်တောင်းကိုဒါကျွန်တော်ကဘာပါနေလာတော့ဒီနာနဲ့မရနိုင်တော့ပါအဲ့ဒါကိုကျွန်တော်ချီလို့ပြောကိုလိုဝိုင်းလို့လို့ဆိုတော့ဘာမှကိုရှင်းမှာပေါ့ဒါပြည်နယ်လို့ဆိုတာနော်ပြည်နယ်လို့ဆိုတာဒါကိုကျွန်တော်စတက်လို့ရတယ်ပြီးတော့ကျွန်တော်မှာ connection တွေအများကြီးရှိတယ် positive တွေအများကြီးရှိတယ်ဘယ်လိုကိုလဲတော့တော့ပြောကဲအရာကောင်းတယ်ဒီ receipt ကိုဆောင်းလိုက်ကျွန်တော်ကချစ်တဲ့တကူလို့လည်း social economic တွေမှာရှိတယ်လို့ပြောရင်သူတို့ကိုဆွဲဆောင်နိုင်တဲ့လောက်ကိုချစ်တဲ့အတွက်ရတယ်အဲ့ဒီဆွဲဆောင်နိုင်တော့တရားတော်တို့ကိုပေးတာလည်းရှိတယ်သူတို့ဆွဲဆောင်ပြီးတာကိုလည်းရှိတယ်ပေါ့နော်ဆိုတော့ရတယ်ပေါ့နော်သူတို့ပြည်နေတဲ့ဒီခိမှာကတကယ်တော့ဆိုတော့ဆက်ဆံရေးကြီးပဲအဲ့ဒီဖွဲ့စည်းနေတဲ့အဲ့ဒီကုလသမဂ္ဂနဲ့အဲ့ဒီနိုင်ငံကြီးတွေနဲ့ဆက်ဆံနိုင်တယ်တို့ဘာတစ်ခုမှလုပ်နိုင်ဖို့အရာခဲ့ဆိုတော့တို့ကမိတ်ဆွေများလို့လေချီးပြီးနေမိတ်ဆွေဥမာလာတာမျိုးကိုလည်းဟာခါမျိုးမိတ်ဆွေလုပ်ဖို့လို့လေနယူးယောက်မျိုးကိုလည်းဟာခါမျိုးမိတ်ဆွေလုပ်ဖို့လို့လေအဲ့တော့ဒီလိုလုပ်နိုင်ရင်ဒါတွေကတော့မလုပ်နိုင်ဘူးဖြစ်နေတော့မရှိဘူးဒီလားနဲ့ရှိတယ်ဘယ်လိုဖြစ်ဘယ်နည်းနဲ့လို့လေးစိမ်းအောင်မြင်ပြီအဲ့ဒါတော့ဒီလိုရဲ့ဘယ်လိုဒီလိုရရှိတယ်အခုပြောတဲ့စကားကတကယ်အခါရည်နေတာဒီမှာပဲ
ဒီဟာနဲ့ပတ်သက်လို့ contact ပေါ်မယ်ဆိုပြီးတော့စာချုပ်တော့ချုပ်ဆိုတဲ့အဆင့်ရောက်သွားတယ်ဒီကလေးနဲ့လွတ်သွားတာနဲ့ချိန်တော့ရှိတယ်အမှန်ဝင်နေစရာကောင်းတယ်ပြန်လောက်အောင်ဆိုပြီးတော့လာတော့ပတ်စနာရဆိုအရန်ကျူဆိုရဲဖြစ်လေဖြစ်စေချင်တယ်ကျွန်တော်တို့ရဲ့တကယ်လိုတဲ့ဒီဆန္ဒလေးဖြစ်တယ်လို့ကျွန်တော်ပထမဆုံးပြောချင်တယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်မေးချင်တာကကျွန်တော်တို့ဒီဥပဘက်ကလည်းသဘောတူတယ်နောက်ကျွန်တော်တို့ဟာခမှာအခုအထားတဲ့ပုံကြီးတွေလည်းသဘောတူတယ်နောက်ပါစာတွေလည်းသဘောတူတယ်ကျွန်တော်တို့ဘက်ကအစင်သင့်ပြီးဆိုရင်လုံငန်းမျိုးစားနိုင်တယ်ဒါမှမဟုတ်လုံငန်းမျိုးတော့ကြာနေတယ်ပေါ့အဲ့တော့ဘေးချီတော့မှပြီးနိုင်တယ်အဲ့ဒါလေးတော့မေးကြည့်ချင်ပါတယ်နောက်တစ်ခုလုံငန်းလုပ်တဲ့ခါမှာရှိတဲ့ process လုံးများရှိတာနော်အခုမြင်နေထားလဲမြင်ချင်နေတော့တွေ့ပါပဲဒါပေမဲ့ဒီတွေ့ expert ဝင်နေကိုစင်တယ်လာလို့ပြောမှာဒါလေးကျွန်တော်မေးချင်တာကျွန်တော်ဘက်ကတကယ်များစင်တိဖြစ်တယ်ဆိုနောက်ဆုံးအရေးကြီးဆုံးပေါ့လေသူတို့ဘက်ကပါအားလုံးသဘောတူပြီးဆိုစီမံကိန်းကဘယ်လောက်ချမ်းတယ်ကွန်တက်ဘူမှာဘယ်လောက် application နဲ့လေဆိုတော့ဒါလေးမေးချင်တယ်ဟုတ်ကဲ့ကျွန်တော် CPB နဲ့သူကทำတဲ့ဘက်ကတော့အခုစပြီလေအခုကစပြီနော်ကျွန်တော်နံပါတ်1ကငွေရဖို့ပေါ့နော်ငွေရဖို့ကကဘာပါမပိုက်စားတဲ့ရှိပြီကျွန်တော်ရှိတယ်ထားကလည်းဆိုပြီးဆိုတော့ကညာခုတော့ကညာလက်ထော်လို့လေဒီဆိုတော့အဲ့ဒီကဆောင်းရပြီပဲစာမတော့တော့โอเคပြောချင်တာကတော့ကျွန်တော်ကကဘာပါနီလာနဲ့ရရတောင်းမှာကျွန်တော်ကဖွဲ့စည်းနေတော့โอเคရှိဒီဒူပီတာတဲ့အကုန်လုံးကျွန်တော်ပိုင်စီရမဟုတ်လားကျွန်တော်ဒီဆောင်မယ်လေဒါနဲ့ဒါတော့လို့ပြချင်ဖို့ဘလောက်ချမလဲဘလောက်ပုံလဲဘာတွေကတော့အခုကျွန်တော်ကအများလို့ဆက်ရှိတယ်ဆိုတော့ခါလို့တော့ရှိတဲ့ဆွေးရခွဲကိုရှိဘူးလိုက်တဲ့နော်ပို့ဆိုဆက်ပြီးကိုရှိတဲ့ဒီလိုမြန်မာလေကြောင်းခါနာနဲ့ကိုလိုပါချက်ကိုခုနကတော့ရှိခါစားမရှိသေးတယ်နော်ပါချက်တွေပါလို့ရှိသေးဘူးလေဘလောက်မေးစားထုံးမလဲဘလောက်ယူမလဲကိုလိုပါတယ်အဲ့ဒါလေးကိုလိုကတော့ဒီလိုကဆက်တော့ချအောင်တယ်ဒါကြတဲ့ပြောချင်တာကတော့ဒါရလို့ကတော့ကျွန်တော်ဒီဆွေးရကပြည်နယ်ဆွေးရက ဟုတ်ကဲ့ကျွန်တော်စကားပြောရအောင်ပါတယ်ကျွန်တော်မေးချင်တာကဟိုပါစီမံကိန်းကာလကိုမေးချင်တာဖြစ်တယ်တကယ်တော့တကယ်လို့တဲ့ခါမှာကျွန်တော်ကြုံနေကြခုရှိတယ်ကျွန်တော်အားလုံးစီးဖြစ်ပြီးဆိုတဲ့ချိန်ကာလကပူကြတတ်တယ်စဉ်းစားကြည့်မယ်ဆိုတကယ်လို့တွေ့ကသူ့လိုထိရောက်နေသူ့လိုကသဘောတူတယ်ဆိုတဲ့အစဉ်ကဘယ်တော့ကြောင်လဲမသိဘူးပြီးခဲ့တဲ့ကာလကိုကြည့်မယ်ဆိုမမြတ်တတ်ဘူးခက်တာဒီပြီးထိုးတွေ့တော့မယ်ဆိုပြီးပြန်ပြန်နေတယ်အဲ့ဒီအပိုင်းကတော့စိုင်းတာတစ်ခုကြောင်းမယ်ကျွန်တော်သိပြီလားအချိန်တစ်ခုချိန်ရမယ်အဲ့တော့တကယ်လို့အဲ့ဒီဟာကိုစဉ်းသိဖြစ်ပြီးဆိုရင်ဆိုရင်ကာလဘယ်တော့ကြာဥမာလိုက်လိုက်ဒီမှာပတ်စရာလေးဆိုပြီးချိန်စကဟုတ်ကဲ့နော်တကယ်လိုက်လိုက်ဒီမှာဘယ်တော့ကြာတယ်ဆိုတော့အဲ့ဒါမကြောက်ဘူးလေမနေ့ကမကြောက်ဘူးလေနေ့တော့ဟုတ်တယ်မနေ့တော့အဲ့ဒါမကြည့်ချင်တာဒါလည်းလည်းလည်းစဉ်းနေအဲ့ဒါကြည့်နေတော့လိုက်ပြီးရအောင်စဉ်းစားပြီးတော့ကြာတယ်ဒီမဲ့ကြားတယ်ဒီလိုဒါနဲ့တော့ချင်တာကဒီဟာတွေကတော့နိုင်ငံရေးအမြဲပါတယ်ဆိုတော့ငါလည်းကျွန်တော်ဒီခါလေးကျနိုင်ငံရေးသမားတွေနဲ့စကားပြောတာဟာကျွန်တော်မိမိဖတ်တယ်ပြောတယ်မတူဘူးလေဟုတ်ကဲ့ဒီခါလေးကျတော့ကျွန်တော်လည်းပြောဖို့လို့မှာပို့လက်တခါလို့လေဒီခြေနဲ့ပတ်သက်လို့ဒီလောက်ဘုရားတို့ခင်ဗျားတို့မိမိဖတ်တယ်ပဲစာသားပြပြဝါနဲ့လို့အဲ့တော့ကျွန်တော်မပါမိတာတော့တော့ကဆူတော့လာတော့မခေါ်လို့မပါတာနော်ဟုတ်တယ်အဲ့တော့ကျွန်တော်ကဥဆောင်တယ်နော်အားကလည်းဒီလိုပေါ့ကျွန်တော်တို့ဝိုင်းကမ္ဘာနဲ့တွေ့မယ်ဒီကမ္ဘာနဲ့တွေ့မယ်အခုလုံးကတော့ဒီကမ္ဘာနဲ့ထောက်ကပိတာပါကြည့်နေစရာလည်းထောက်ကပိတာလို့ပြောတယ်ဒါဘာမှထောက်ကလို့မအောင်ချူချူလက်ထောက်လို့ကြည့်နေကိုလိုပဲကောင်းတယ်ဒါနဲ့တခါလေကြာတော့ဒီလိုစီမံကိန်းရှိတာစကားပြောတာဘလို့လို့ဒီကနေ့ကျတော့ဟာခါမင်းဖတ်ဒီကပြလူကြီးနဲ့စကားပြောတဲ့အခါမှာလည်းမာလို့လာတော့မသိဘူးဒီခါလေတော့မာဖို့လို့တော့ပြောဖို့လို့လည်းတော့စကားလေးရေးလို့စီးဖို့လို့တော့စကားလေးကြောက်ခဲ့လို့မာဖို့လို့လည်းဒါကြောင့်မလို့ကျွန်တော်ကဒါရီအားလုံးပါမကူရှိနော်ဒါရီအားလုံးကကျွန်တော်ကပြည်ဒီနဲ့စကားပြောတယ်အင်္ဂလန်နိုင်ငံလူကြီးနဲ့ပြောတယ်အမေရိကန်လူကြီးနဲ့ပြောတယ်
ဒီဖက်နဲ့ပြောရဲဆိုတော့အဲ့လိုပိုင်းပါတော့ကျွန်တော်တောင်းအောင်ညရည်ပဲနော်အခုလည်းမျိုးဖက်နဲ့ကျွန်တော်ပြောနေတယ်ဆိုတော့အခုလိုပေါ့ကျွန်တော်ကနေပြီးတော့ဘလို့ပဲဖြစ်ဒါကိုကျွန်တော်ကတေချာစစ်စားပြီးတော့လုပ်မယ်ဆိုတော့နှစ်လောက်ပဲကြာတယ်နော်ဖျားလို့တဲ့နှစ်သက်တော့မှဆောက်လိုက်တယ်ဒါနဲ့လည်းဒါလည်းကိုလိုတော့အခုကတော့ဒီလိုနဲ့လာပြီမိသားလည်းလာပြီကပ်လည်းလာပြီလက်ဝါလည်းလာပြီခါခါလည်းလာပြီဒါတော့ကျွန်တော်စိတ်ထဲမှာခါစားချင်တော့ကိုလိုပြောလို့မရဘူးအဲ့ဒါတော့ဒီပလိုမာတစ်ရတော့ကျွန်တော်တို့လည်းဘယ်ညာကိုစုစမ်းလဲဆိုတာကခုနပြိုင်နေတယ်ဆိုတာကိုပြောနားလည်ဖို့လိုတယ်ဒီလူကြီးတွေနဲ့ငါကောက်လူကြီးတွေပြိုင်နေတယ်ဒါလည်းကျွန်တော်ကအပြောကောင်းတဲ့နေရာမှာလည်းလူကပါပါအပြောတဲ့ကောင်းတဲ့နေရာမှာပေါ်လာတယ်ဆိုရဲကျွန်တော်ကဒါလည်းကြားတယ်တော့အဓိကတော့ပိုင်စီကအခါလို့ဖြစ်တယ်ခါခါလေးနဲ့ပါတယ်လာလိပြီဒီစိကလာလိပြီနေရာမှာဆိုလို့လူထုကပိုင်တယ်ပြောစရာကတော့အဲ့ဒီပိုင်စီကကျွန်တော်လေကြောက်ဒီကနေ့ကလေကြောက်ဖွဲ့စည်းကိုခေါ်လာတယ်လေဒီကိုအဲ့ဒီနေရာမှာလေကြောက်ဖွဲ့စည်းဒီကနေ့ကအကူကြညခါပြီးတော့လာမခေါ်တဲ့ထဲမှာအတက်ကိုစွန့်လို့ပြီးတော့လာတယ်လာလိပြရတဲ့ခါမှာအဲ့ဒီလူမျိုးသားတွေဖက်ကမတိကလို့ဟာဆောင်တောင်းရတော့လည်းဘယ်ရမလဲကျွန်တော်လာလိဒီမျိုးကိုထားချိန်ထောက်စစ်များလို့တဲ့လားအဲ့ဒါပဲဒါတော့ဘာတူမှမရဘူးလူကြီးလူငယ်မရှိဘူးချိန်ထောက်စစ်များမျက်စိစစ်များလို့ပဲသူတို့ကိုကြိုးစိုးတယ်ဒါတော့ကျွန်တော်တို့ကောင်းလို့တယ်ကဲဒီမှာနိုင်ငံရဲ့ဒီတလေးစမက်ဒီတလေးစလူကြီးတွေကျွန်တော်ဂျိုရဲဘာလို့ဘာမစစားလဲလေကူဆိုတာကျွန်တော်ဖောက်ရလို့လေတော့မသိဘူးလားမသိဘူးဒါပေမဲ့လည်းဒါကန်ပေါက်ပြကန်ထွက်ဖောက်မယ်ကျွန်တော်ကတော့မှဒါနဲ့ပေါက်ပြတဲ့လေပြီးဖောက်တာလို့ဒီကနေ့က map direction ဖက်စစ်ပြလာတော့မိခဲ့တာအော်ဒီလိုတော့ကြည့်သလားမယူမျိုးလေးချက်ကြည့်သလားဟုတ်ကဲ့ဒီလိုမှမျိုးလေးချက်အချစ်ချမ်းပါရှိယူကြည့်ကြည့်သလားဟုတ်ကဲ့ယူကြည့်ကြည့်တယ်သူတို့တော့မှနားမလဲဘူးလာလိကိုလေးစီဆောင်လာတာမဟုတ်ဘူးအလဲလာကိုတိစားလို့အလဲလာတဲ့လည်းပါသွားတယ်နော်ကိုတိစားတဲ့ရှိပြတယ်မှာ electric လိုက်ပါတယ်ဆိုတာသူစိတ်မကူဘူးအလဲလာရင်လည်းပါသွားအရင်နပါပဲပြောတာကျွန်တော်လေးလေးပြီးဝယ်တယ်ဟုတ်တယ်လေနောက်ကချမ်းတော့ဆိုပေမှသူလည်းမသိရှာမှာအခုကဟာကောက်တဲ့တူလည်းပါပြီပြရတယ်ဟောရဒါလည်းအားလုံးကဆက်ဆိုင်ကျွန်တော်လည်းကိုတိစားလည်းမရှိလေဟာကောက်တဲ့တူက electronic လိုက်တော့ရမှာမဟုတ်ဘူးလေပြောချင်တာကတော့ကျွန်တော်ကအဲ့လိုဖြစ်ဖို့လိုတယ်ဟာကောက်ကလည်းနားကျတော့ဒီစိတ်ကိုဟာကောက်မှာပထမလုံးမယ်လာလိပြီပြီလို့ကျွန်တော်တို့ဆုဖြတ်ချက်ချတော့ပြီးနေဆိုရတဲ့တော့ဆက်ဖြစ်လာပြီဟာကောက်မှာလေကြောင်းနဲ့ပတ်သက်ပြီးတော့လာလို့တိုက်ကိုရတော့ဒီလိုထားတယ်ကလက်ဆောင်ပစ္စည်းတွေထက်ကလူကလည်းစိတ်ဓာတ်ကရေးရှိတယ်နော်သမီးတွေရှိတယ်ထက်ကတော့နောက်တော့ကျွန်တော်မေးခဲ့ဟုတ်တယ်ကျွန်တော်ကိစ္စမကွေးပါမေးပါဟုတ်တယ်ဒါပဲရတယ်ဘလို့ပြောချင်တာတော့တော့ကြားလေဒီရှင်ကျွန်တော်လည်းဝေးမှာကျွန်တော်ယူရအဖွဲနဲ့ကျွန်တော်100 megawatt solar farm တခုလည်းလုပ်ဖို့ကျွန်တော်စီမံကိန်းလုပ်ဒီယူရအဖွဲကသူလည်းစူးစမ်းလို့စကိုင်းမှာသူပိုက်ဆံဆိုင်ရတဲ့တိမ်မှာတိမ်ထောင်ပေါ့တိမ်ထောင်လို့ပုံပြီးတော့လည်းရပ်သွားနောက်ထပ်ကျွန်တော်မိသားစုနဲ့တွေ့ပြီးတော့ကျွန်တော်ဒီ solar လေးလာနေတဲ့ကျွန်တော်ကိုယ်လောက်ချင်တယ်ဒါမှကျွန်တော်ဖိုက်ဆံမရှိအရင်ကလာတော့ဒီအဖွဲကကျွန်တော်မိသားစုနဲ့တွေ့ပြီးတော့သူတို့ကဒါလည်းနောက်တစ်ခေါက်ကြိုးစားတယ်ကျွန်တော်ဒီနလာတော့ကျွန်တော်မီးနဲ့ဂျိုးနဲ့ကျွန်တော်မကွေးဝီချီချုံနဲ့တွေ့ပြီးတော့သူမီးပေးထားတယ်နေရာလေရွေးထားတယ်ကျွန်တော်အခုဒီမှာမလာဘူးကျွန်တော်ယူရအဖွဲနဲ့မီးတော့ကြည့်ပြီးသူလည်းပိုးကြရဆက်လက်အဲ့ဒါလည်းတခြားဆိုလာဖွဲလို့ရဒီမှာချိုးအချောင်းစနေလောက်ကြာတချို့က6နှစ်ရှိပြီးမပြီးသေးဘူးအဲ့ဒီပုံပြီးမှလည်းရှိတတ်တယ်
လက်မှတ်ထိုးနေစဉ်တဲ့တေကမှာတခုမအောင်မြင်ပြီးတယ်အဲပြန်လာမျိုးကျွန်တော်လာတော့မြေရတဲ့တရားနဲ့ကျွန်တော်လည်းရောက်ပါအများမေးတယ်နှစ်ကြာမလဲတဲ့သူတို့မြန်ပြီးရင်6လအတွင်းမှာကျွန်တော်ဒါလည်းကျွန်တော်စဉ်းစားနေနှစ်လောက်ကြာနေနေတာဘယ်လိုစဉ်းစားနိုင်လဲပုံနဲ့ဒါမှကျွန်တော်အောင်ဝင်ကျွန်တော်လာပြီးမှအစိုးရအရန်ကူညီလို့ကျွန်တော်ညီနဲ့သူကျိုးနဲ့ဆက်အောင်ဒါမှယူရီးယားပွဲခေါ်လို့ဒါလည်းကြီးပြီးတော့သူတို့လည်းလက်မှထိုးတာအခုကျွန်တော်မကွေးအစိုးရနဲ့သူတို့မြည်သုံးဖို့လည်းလက်မှကျွန်တော်နေပြီးတော့ဆက်သွားဒါပဲကျွန်တော်လည်းဒါတော့လည်းနေတော့ကြာရှင်းတယ် ဟုတ်တယ်ပြောစီတာကတော့ဟုတ်တယ်ကိုဒီစား ဒါလည်းဒါပေမဲ့ကျွန်တော်တခြားအခွဲကကြည့်ပြီးတော့အခုကမှကျွန်တော်ဒီနေ့မှလုပ်တဲ့ပုံများကျွန်တော်ဒီလောက်အထိသူတို့ရဲ့နည်းနည်းလောက်ဒီလောက်ကြည့်တာအဲ့တော့ကျွန်တော်ပုံများတယ်ဒါလည်းရှိတယ် ဟုတ်တယ်ကျိုးတင်တယ်ကိုဒီဆယ်ရီလို့ဆိုတော့ပြောစီတာကတော့ဒါဒီလိုကနိုင်ငံတကာဖွဲ့စည်းတဲ့ကျွန်တော်တို့ခေါ်လာမယ်ဆိုရင်ဟာကမှာမြေပြင်မှာတွေကမင်းဒီဆိုပေးပါနော်ဒါကျိုးစုမှုကိုအားမနေဖို့အခါမှုကိုအားမနေဖို့အားလည်းမှာjust တယ်ပေါ့နော်ကျွန်တော်ကလည်းကျွန်တော်ကတော့ data ကဖြစ်တယ်ကျွန်တော်ကတော့ကျိုးစုရှာမလို့ဘူးတယ်လည်းအဲ့လိုနိုင်ငံတကာဖွဲ့စည်းပြီးတော့ပြည်တော်စုကအစစ်လူတွေလာလို့ဆိုတော့ ACP နဲ့အများသူတို့ကိုအခါကျဆိုဖို့တွေးဆိုဖို့သူတို့နဲ့စကားပြောဖို့နော်သမီးကဟာခါသမီးသူတို့ကိုကြွေးဖို့သူတို့အလောက်ကိုမဟုတ်ပါဘူးနော်အခါကျဆိုပြီးတော့လက်ဆောင်တွေထည့်ပြီးလေကောင်းတာကတော့အခါကျဆိုပြီးတော့လေနော်သူတို့ကိုနှွေးနှွေးထွေးထွေးဖြစ်အောင်သူတို့ကိုကောင်းကောင်း work up ဖြစ်အောင်အခါကျဆိုရင်လည်းအဲ့လိုနော်လေစိတ်ကလည်းသူတို့ကကျွန်တော်ဟာခါကိုအကောက်ထည့်ခေါ်မယ်ဒါသူတို့လုပ်လို့ဆိုမှကျွန်တော်ကဘာမှကခောက်ဆောင်လို့ခေါ်လာလိမ့်မယ်ဟုတ်ပါဘူးကဘာဘာကလူကြီးကထားကိုကျွန်တော်ဟာခါတော့မယ်လို့သူလိုက်လာခဲ့ဟုတ်ပါဘူးသူလာပြီးဆိုတော့သူကိုလည်းဦးချေချေနေပေါ့နော်အခါကျဆိုပြီးအဲ့လိုလေကျွန်တော်ကပါတီရတယ်နော်အဲ့လိုနဲ့တွားတယ်အဲ့လိုနဲ့လုပ်မယ်ဆိုတော့ကျွန်တော်ကအများကြီးကြောင်တဲ့ဥစ္စာကိုခိတာနဲ့ဖြစ်သွားတာလေနော်ဒီခါလေးကျတော့အဲ့ဒါလိုမလုပ်လို့ပေါ့ဒီပေါ်ပြဆိုကြားနေတယ်ဆိုတော့ဒီခါလေးကျရင်တော့ကျွန်တော်ကဘလောက်ပဲအပြောကောင်းကောင်းဘလောက်ပဲကောင်းကောင်းဒီခါလေးကျတော့ဒါတွေကတော့အားမနေပုံကြီးတယ်ဒါတော့ကျွန်တော်ကအဲ့ဒီ math ကဖွဲ့စည်းလို့ကောင်းကဘာဘာကကြည့်လို့ကောင်းကျွန်တော်ဒီထောက်စုကကြည့်လို့ကောင်းဒီစက်ကလာတဲ့အခါမှာဒီလိုမျိုးထားရတဲ့ဆက်ပြောလေဒီလိုနဲ့ဒီကွာသူစတော့နော်ကျွန်တော်ဒီဒီလိုမျိုးတဲ့ဒီလိုဆိုတော့ဆရာမေ့ချင်တဲ့စတိလာပါque yo vea lei deja que te nazo chunti la lo ha nun kan ve ta ka sa jong na chun ma Facebook ka na tha bi jong rel te ka lo ma ya begin kan ma like me chin tu te na phun phyo na kan mi nu tha chon na cha lo ka se pa thie zon ne chon choi ki chok kan mi zon na ro cha yin kan rap zon na ro cha yin pa thie zon nin bong ko sa la no min ko la ये कहीं माँ के छिमडू में जो हा खा चाला लोग सको ये सीमांग के जों से लोग कन्मा हा खा कंचा चुन कच्ची लाट के अदांग तक छिम लाए लो ते माँ कच्ची लाट जों हम कंपूल ले लाए लो असिना नंग मान चा चुन कुम खात सको लाए ये जातिया हिका खिन खुशी लो बो गन बेत लांग हाँ लाइयो 2000 बागेन कुंगी बोल कन्मा है कन्नी चूतों कन्नी दे Malam tanah kama sakendu kita wajang KSWC CBC KSWC dengan itu perkenalan dia sekali ke ini mereka kemana ne ahi anukan desa tu haka hilof kuda sehulai susi jaga ni hilof cross sinake how go itu jong karakter oh makan itu kalau ini atu coba kayu lomai dan man kan dena chúng em ta bằng ngà khá nhiều mình phát sinh cái đó. Asira kun tu chana em là gần đâu cần đủ mình tu cá tu cá ba, xem được pe cho cá được pe cho pe sống cũng giả tu lại. cái đủ mình cá, Yokohama ilen mặc cả ban cho gần tu kia, ingan pi si solo, sang pi sala chung dong dot ke, atomic 6 stories si solo. Mang semua kan chung dong mose, nhiều phát chung dong mose, Jason Bobo mose sa hotel zone si se chun kan ma lai ni pun so ma la pat tu mi kan zu za de le ka pe po zone di se
이 각하된 것으로 세준 이 고 토리즘 자성화선을 잘 이마데카 낭저 출망하는만 장락이 이마데카 아너만 비로 세준 간만 기억로 꿈카츠마 그들은 세준 예대는 딜라에 아메리칸 USA sorry CBC USA에 내가 하카 컨벤션 팀 컨벤션 센터 간 사람 디폰장 아니 몸하고 같이 디폰로 그이만 kumpa nangman na preta nama tane je nakan dua jaksa tu kumpa di kolai ni saya chimso di misi kalau mo 주로 원칙적으로 그렇고 주로 내나 또 많아 좀 친구하고 오늘의 친구들 그런 군의 민주 파이고 장병 제가 그가 러완 부상이 있어서 이 MOU 투라고 투기 있어서 러완 부상 그래서 우리 투기 투라고 그러다 가서 살아들어 이게 말하는 시대의 체인 이거는 투기로 해피게 그래서 민주 파인데 이 어느 투기만 러완 부상 그래서 프로세스 도움이 안 되는데 아마 러완 도로야 못 돼. 그런 뉴스가 소외를 안에 이게 소유의 면에서 그래서 변별이야. 이제 그래서 영한 포상 속에서 구도를 그렇죠. 디알리고 저는 원래 들어올 방송 지나고 저 니하는 저는 내라고 저 디알리고 저는 올라오래. 우리 나라 MOU 나라 저희가 되게 하시죠. 다 저희가 시비에 소리아가에 고로 나와요. 나이 리시를 피자로 쓰는 것은 없어요. 이게 나서 로트로니까 로시라고. 저도 서울에 가서 그래서 프로그램이 나라 저도 수야 바이, 너 이두바이, 그때가 이두바이고. 또 그냥라면 저도가 다 수야 로트로니네, 저도가 수야 프로그램에 다 도시에 보고 그러면 도와보려래. 그거로 퍼트마 스텝 가로 위신이 필요 고로를 찾아보고 이제 그렇게 플랜을 짜고 비즈니스 플랜 아리아로 저도 저도 수익이 가사를 시대에 너라서 빈타구가 저도 때께 루마면 루마 깨깨 매시게 다 complicated case인데 다 르군에 너 집어요 도와주는 쿨루미하고 다 레시티 필요해요 다 그냥 나를 볼로래 깨깨 매시게 저도 듣고 저도 볼로래요 다 로와 저도 레몬하고 쇼고 노키바 노키디 저도 조사에 알아서 듣고 구하러 수야를 저도 수리 부르래 안녕 저도 수리 부르래 근데 나는 수리 부르래 디네스는 수리 부르래 나는 고로 가고 싶지만 저도가 그만 많은 게 수리 부르래 발랑 잡아서 그래서 수부다요 내년 피파 먹을라 그나로 다 누를 부부네 애를 프로그램에 계산이 먹고 안녕 나는 좀 뽀뽀 안돼로래 다음에 다른 것처럼 로그야 돼 대야가 너 저러고 코앞에는 로 유지네 최세배는 로 유지네 너 저러 다리로 시시 카페 가는 거로 별로 말해 그거야 그가 우리 교라가 구나 이 선포바가 선포가 수다도 나디가로 저러 레시도 피더네 저래 하카의 시과이가 붐피나 하카 말에 위기가 안녕 위라면 저도 시과야 니가 시과로 그래 말레이시아 나도 저러 알로니까 아다무시 별로 에리 이성부가로 저도 디마 배사오게 묘리 상가로 달로 에묘로 대야 타도 소리야 아디가로 그러 저도 레이시 아우이로 시비네 하카의 에리 이골라서는 포스트 졸라코야 그마 GDI가 CRC를 내줘요. GDI만 저도 디자인을 디자인 앞에는 부부로 되게 레시시에 이시니어 부부나 보다가 아야 메세라 누가 이시니어 가바가 나비지 콜라보로 GDI만 하고 스피드 다리가로 된다. 피나이 보아로 쿨리스가 디가 그래서 다피요 지금 저도 되죠. 네 이라면서 그죠. 나오시는 방법을 봐요. 나우스도 제주도로 다그 수도 페이퍼. 디가라고 하네요.
ပိုက်ဆံတော့ဘယ်လိုဘူးတော့ပိုက်ဆံနဲ့ကိုယ်ကစတောက်တော့ဖေးကိုစက်ကပြီးတော့လုပ်ပဲဆိုတော့လာရင်ဒီကကျွန်တော်ခေါ်တာစတောက်အားလို့ပြောတော့လာရင်ဒီပိုက်ဆံပြပါဘဲကလည်းပိုက်ဆံလာတယ်ဘဲကဘသူကလာတယ်ဘသူကဆိုတော့ဒီကိစ္စကိုပြောလို့ဒါလည်းပြန်ပြီးကိုယ်ဆောင်ထုံးလေးတွေကဟာခါမျိုးပြောစတောက်ပြီးတော့လာစားစားကမာတယ်လို့ဟာခါမျိုးကကိုလိုပြောပြီးသူတို့ကိုလိုကခေါ်ပဲဘုရားတခင်လာရောက်တယ်ဆိုရင်သူတို့တော့ကဘာပါလို့အကိုလိုကအစစ်တိအကိုလိုတို့ဖြစ်ပါဒါတော့တရားပါတရားတွေ့အဲဒါကြောင့်မလို့စတောက်ပြီးဆိုတော့နောက်ဆုံးပြောလို့ပါတယ်ဒီလိုခြေရနေတယ်ဆိုတော့ဝိသုနဲ့တွေ့ပြီးရစီဆိုတော့ဒီလောက်လည်းကျွန်တော်ခြေတွေကိုဒီနားလေးပါအားလုံးသိကြတာဒီကြောင့်ပေါ်တော့ပေးချင်းချင်းချင်းနဲ့တူဆိုတော့ကျွန်တော်ကအခုကကျွန်တော်လည်းခချစ်တာပေါ်လာတယ်ခဲ့လာဆိုတော့ကျွန်တော်လည်းဆောင်းလာတယ်ဆောင်းလာတယ်ကျွန်တော်လည်းဆောင်းနေတဲ့ချိန်လူတွေဖြစ်တယ်တော့ဆောင်းနေတဲ့ဆရာတော်ကလည်း What would you talk about the baby? Who's having to go to the court? I mean, I wasကျောင်းလို့တော့စစ်ကြလေးလေးဖြစ်တော့နေတဲ့ချိန်ကလည်းဖြစ်နေတော့ဒီလိုတော့ကောင်းတယ်အဲ့ဒါတော့မာတော့ကျောင်းမယ်ဆိုတော့ဘာလို့ကျောင်းထားကြမှာဒီဘောဒီနာကျောင်းနေတော့ဒီဘောတက်စနေမှာI was just saying that she and the patient. Do I mean no a lot? She said so the patient. She ma beသူရှင်းတဲ့ခုနကကြည့်လိုက်ရှာလိုက်ရှာတယ် 저희가 저희가 저도 원초지에 그리고 저도 가나에 마치게라고 처음에 펼치라 해서 아마게 저희가 저도 이메일 수수 그리하는 시간 시간으로 가고 있어요. 두드라 두드라 맥코에 이야라마 저도 상대 맞아요. 내가 사람이 해야 되는 거지. 자라 또 저도 알고 있어요. England รถดอมาตินยะพวกย้ายไล่ไปเนาะ제주도는